ကျောင်းဆရာကြီးဒေါက်တာမျိုးဟင်းစောနဲ့တကွဆရာမတွေကျောင်းသားကျောင်းသူတွေအလှရှင်တွေအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေလို့ဆုတောင်းမေတ္တာပို့ပါလေဒီရှိမှကျောင်းသားကျောင်းသူတွေအများကြီးမြင်တွေ့နေရတာအားတက်ပါတယ်။အိုးပြင်မက်ကသူလည်းကိုမမြင်ကိုလည်းသူမမြင်သူတို့ကတော့လွမ်းပါတယ်လွမ်းပါတယ်သူတို့လည်းနားထောင်နေကြမှာပါပဲနားထောင်ကြပါသူတို့ပုံပြထားနော်။အဲ့ဒီမှာကြည်ပါကြည်ပါကျွန်တော်ကကျမရေးမကောင်းပါဘူးအယိုးကျော်စစ်ယောဂရှိတယ် rheumatoid arthritis အတူကောက်တော့ RA လို့ခေါ်တယ်အယိုးကျော်စစ်တွေပျက်စီးတယ်မတန်ပါဘူးတော်တော်ဆိုးတဲ့ယောဂပါပဲဒီလက်စစ်ကလေးတွေတဖြည်းဖြည်းနဲ့ပြတ်သွားတယ်ဒီလက်ချောင်းလေးချောင်းပြုတ်ကျသွားတယ်မတန်တော့ဒီဘက်က5ချောင်းမှာ2ချောင်းပြုတ်သွားပြီ3ချောင်းကျန်နေတယ်ဒီယောဂကထုခုဆရာတော်ကြီးဆရာသမားတော်ကြီးပေါ့ပင်တိုရာအောင်ကြီးအမျိုးသမီးပါပဲသူနဲ့သွားပြတော့သူကပြောတယ်ဒီယောဂကအမျိုးသမီးတွေပဲဖြစ်တာများတယ်ယောက်ျားတွေဖြစ်တာအတော်ရှားတယ်သူပြောမှာပဲကိုတောင်တန်လျာဖြစ်ပါမကျေနပ်ဘူးမြို့သားတွေတယောက်မှမဖြစ်ဘူးလားဗျဖြစ်တယ်တဲ့အင်္ဂလန်ကနှလုံးခွဲစိတ်ထူးခုဆရာဝန်ကြီးအဲ့ဒီယောဂဖြစ်တယ်တဲ့လက်မတန်တော့လို့ခွဲစိတ်ဓာတ်ကိုသူ့လက်မှာခြီးပေးရတယ်တင်းနေအောင်ခြီးပေးရင်ခွဲလို့ရတယ်အဲ့လိုနီးနဲ့ခွဲစိတ်ကုသရဲ့ကောင်းလိုက်တာကျွန်တော်လည်းစာရေးလို့ရတယ်စာရေးလို့ရတယ်ဒီလက်ကလေးတွေကတုတ်ကြသွားတာကံကောင်းတယ်ဗျပိုဘက်ကိုမလန်ဘူးအောက်ကုတ်တခါလေလောကမှာအဆိုးတွေထဲမှာအကောင်းလေးတွေရှိတယ်တညာမှုလေးတွေရှိတယ်ဒီတော့ကျွန်တော်ဒီဘောပင်ကိုကင်လို့ရတယ်ဒီထဲထည့်ပေးလိုက်ရင်ကင်လို့ရတယ်စာရေးလို့ရတယ်အခုထိရေးပါတယ်တောင်မွေးလမ်းလျှောက်တုတ်ကလေးဆုပ်လို့ရတယ်ပိုတောင်မြဲသေးတင်းနေတာပဲသူကကုတ်နေတာဘူးနော်ပိုတောင်မြဲသေးတကယ်လို့မြတ်ဒီကောင်လမ်းနေကျွန်တော်ဒုက္ခလောကကြီးမှာစိတ်အားပြက်စရာတွေကြီးမဟုတ်ပါအဆိုးတွေထဲမှာလေအကောင်လေးတွေရှိတယ်ဒါကြောင့်မို့လို့စာပေဟောပြောတဲ့အခါမှာစကားပြောစဉ်ဒါဟောပြောဖို့တဲ့သေချာလောက်ထားတဲ့အစဉ်များအတော့ကောင်းနေမတည့်ရပြီးတော့ဟန်ပန်းမူရာတွေနဲ့လွတ်လွတ်လပ်လပ်ပြောလို့ရတယ်ဒီမှာတော့စပယ်ပန်းကုန်းတွေတော့အများကြီးချိန်ထားသေးသူတို့နှစ်ယောက်ပြောရင်မှုနေမှာပဲကျွန်တော်မှဆွေအောင်ပန်းလေးတွေရှိပါတယ်အဲ့တော့ဒီလိုမပြောနိုင်လို့အခုလိုထိုင်ပြောရတာအကာရဝဖြစ်ခွင့်လွတ်ပါမကြမ်းမမာတဲ့ကိလာနာမှုပါကိလာနာလည်းလျှောက်လိုက်ပြီးဟောနေတာပဲလားဟောပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဆေးတွေတောက်ပြီးတော့အိမ်မှာပဲငုတ်တုတ်ထိုင်ပြီးသေမဲ့နေစောင့်မနေချင်ပါဘူးကျွန်တော်လုံနိုင်တဲ့အများကောင်းကျိုးလုပ်ချင်ပါတယ်ကျွန်တော်ပြောပြနိုင်တာလေးတွေပြောချင်ပါတယ်ပြောရမှာ3ယောက်ဆိုတော့အချိန်ကန့်သက်ချက်ရှိပါတယ်ကျွန်တော်နားလည်ပါတယ်ကျွန်တော်ကအရင်ဆုံးပြောရတဲ့လူပါကျွန်တော်အများကြီးလဲပြောချင်ပါတယ်နောက်လူတွေအတွက်လည်းအချိန်ကောင်းပေးချင်ပါတယ်ကျွန်တော်
ပြေဆုံးအောင်ပြောနိုင်ဖို့နဲ့နောက်လူတွေချိန်ကောင်းကောင်းပေးနိုင်ဖို့ဒီနှစ်ခုကိုမြတ်တာအောင် just လုပ်ပါမယ်ငယ်ငယ်တုန်းကတော့ကျွန်တော်ဘောလုံးသမားပါဘောလုံးကကောင်းပါတယ်မန္တလေးတက္ကသိုလ်ဘောလုံးလက်ရွေးစင်ပါပဲအခုတော့ဘူစီပေါင်းတောင်မကန်နိုင်ပါဘူးကန်ရင်လဲမှာပါပဲဆရာပါပဲဆရာပါပဲကိုတန်မာလိုက်တာကျွန်တော်ကျမ်းမာရေးသိလိုက်စားတယ်ငယ်ငယ်လေးတွေကလေးတွေစာတာဖတ်တဲ့ခါကျတော့အဲ့ဒီစာဖတ်တာတွေကကျွန်တော်ဘတ်စုံဖြည့်စည်းတယ်တော်သားဟိုတော်ကြုံအောင်ကြမှာအဲ့ဒီစာဖတ်ရင်တော်ကြုံအောင်ကြမှာအထိမင်းကိုတိုးတက်အောင်လုပ်ပေးလိမ့်ဒီနေ့တိုးတက်ပါတယ်ဆိုတော့အမေရိကန်နိုင်ငံအင်္ဂလန်နိုင်ငံကမ္ဘာခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံကြီးတွေမှာခေတ်မီတဲ့ electronic ကိရိယာတွေသိပ္ပံထောက်ကူပစ္စည်းတွေအမျိုးမျိုးသောပံ့ပိုးကူညီမှုတွေနဲ့ကြီးရတဲ့လူငယ်တယောက်ငါတို့ဖြင့်သူတို့ကိုမိမှမဟုတ်ပါဘူးလို့မင်းအားမငယ်လိုက်ပါနဲ့မင်းကမြန်မာနိုင်ငံကတောကြုံအောင်ကြရွာကလေးကစနပုတ်မှာတဲကုတ်ကလေးနဲ့နေချင်နေရပါစေမစ္စာတွေကိုဖတ်စမ်းပါကမ္ဘာတိုးတက်တဲ့နိုင်ငံကြီးကတိုးတက်ပြီဆိုတဲ့တက္ကသိုလ်ကြီးတွေကလူငယ်တွေနဲ့မင်းရင်မောင်တန်းနိုင်တယ်ရင်ဆိုင်နိုင်တယ်မင်းကိုမင်းပြည့်အောင်ဖြည့်နိုင်တယ်ဒါကိုပြောချင်တယ်ချာအိမ်မှာထိုင်မနေချင်ဘူးသားတို့သမီးတို့ပြောချင်တယ်ဒါအမှန်တရားပဲဆရာကအဲ့ဒီရွာကလေးမှနေရငယ်ငယ်တွေကစာဖတ်ဝါသနာကိုပါတယ်ဒုတိယတန်းလောက်မှဒုတိယတန်းဖတ်စာအုပ်တွေဖတ်တော့သိကောင်းတာပဲဒေါင်းဖတ်စာအုပ်ထဲမှာပုံမြင်လေးတွေပါတယ်အဲ့ဒါလေးတွေဖတ်ပြီးတော့ကုံတော့တတိယတန်းကစာအုပ်ကိုတတိယတန်းကျောင်းသားတွေဆက်တောင်းနေတယ်ဖတ်တယ်သိကောင်းတာပိုကောင်းတာပေါ့ဒုတိယတန်းနဲ့ပုံမြင်ကုံပြီစရုပ်ထရန်စာအုပ်ကိုတောင်းဖတ်တယ်အဲ့လိုနည်းနဲ့စာဖတ်ခြင်းကိုစတာပဲနောက်တော့ဖေကြီးကမူလာတန်းကျောင်းအုပ်ဆိုတော့ဖတ်ဆရာလိုက်ရှာတဲ့အခါပညာတစ်စောင်နေရှိတယ်ကလေးနဲ့ပါဆိုင်တယ်အဲ့ဒီပညာတစ်စောင်တွေကိုဖတ်တယ်ပရိမကျွာငယ်ငယ်လေးတွေကဒီအသိဉာဏ်ပညာကြီးတဲ့စာတွေဖတ်ရတယ်နောက်တော့စာပေဘိမှန်ထုတ်တဲ့စာအုပ်ရှည်ကြီးတွေအဲ့ဒီထဲမှာပုံမြင်ပါသလားလို့ရှာဖတ်တာပုံမြင်မတွေ့တော့တွေ့ရဖတ်ရင်းနဲ့အဲ့ဒီစာအုပ်ကြီးတွေပုံသွားတယ်ဒီတော့ကိုဒီဆောက်ကျမ်းမာရခန္ဓာကိုယ်ထွားကျမ်းတန်မာရဘတ်စကိုတကမာတို့ကိုလမ်ဘတ်တို့အဲ့ဒီလူတွေကြောင်းနေဖတ်တဲ့ခါကျတော့ရှားဝေစွန့်စားဇာနီဘွားတွေပင်လယ်သမုဒ္ဒရာကိုထွက်ကျမ်းခိုင်နေဆင်းရဲခြင်းကိုခဏနေအားကြတယ်အရက်ရှိအောင်ဆရာကိုဖြည့်စည်းတယ်စာရီစုံအောင်ဖတ်ရင်အရက်ရှိနည်းဆိုစာအုပ်တွေ့တယ်အဲ့ဒီစာအုပ်တိုင်းလုပ်တယ်ရှက်ညူကမောင်နှမရှေ့ပါဆရာ6ပေထိရောက်ပါတယ်ကျမ်းခိုင်အောင်အားကစားလဲစာအုပ်တွေရှိတယ်ကြိုးစားတော့တော်လက်ကျေးရွာကနေတက္ကသိုလ်လည်းရောက်ပြီးဆရာတက္ကသိုလ်ဘောလုံးလက်ရွေးစင်ရွေးခံဘဲကမယ်လက်ရွေးစင်2မျိုးရွေးခံဗော်လီဘောလက်ရွေးစင်ရွေးခံနိုင်ငံတကာနဲ့ရှင်ငါတို့လူတွေအရက်ပံမြင့်နေတယ်ကျမ်းမာခြင်းနဲ့ကြံ့ခိုင်ခြင်းနဲ့အဲ့ဒီအသည့်တွေစာပေကရတာတွေကိုငယ်ငယ်တွေကကိုလုတ်တဲ့သမျှဖြည့်စည်းတယ်တိုးတက်တယ်တိုင်းပြည်မြို့ရွာတွေလူတွေတိုးတက်တယ်မှာကိုလည်းတိုးတက်ရမယ်အခုကွန်ပျူတာတက်ကတူရာကိုကွန်ပျူတာထဲမှာဖြည့်ရှာကွန်ပျူတာတွေနဲ့အလုပ်လုပ်ကွန်ပျူတာတွေနဲ့စာရေးကွန်ပျူတာတွေနဲ့ programming ဒီဆောက် memory တွေမှကမ္ဘာဘူတုဒ္ဒတွေထဲမှာဆွဲထုတ်ကြည့်ကမ္ဘာကြီးကိုလက်ထဲမှာထည့်ထားလို့သားတို့သမီးတို့တော်လိုက်တာပညာသင်ကြားမှုဘယ်ကစဘုန်းကြီးကျောင်းမှာသင်ပုံးလေးနဲ့စသက်သားသင်ပုံးလေးထိတ်မှာကွင်းကလေးနဲ့ဒီသက်သားသင်ပုံးကလေးတယ်ကျောင်းသားတွေအိမ်ပဲတည်သွားနိုင်မလဲပြီးရင်အဲ့ဒါလေးကိုဘုန်းကြီးကနိုင်ငံမှာတန်လေးရိုက်ထားကွင်းလေးပါအဲ့ဒါလေးနဲ့ချိတ်သူ့သင်ပုံးကိုသင်ပုံးနောက်တနေ့ကျတော့အိုမဲတွေဘာတွေနဲ့ပြန်ပြီးတော့သင်မုံချီရတယ်အယောင်တင်ရတယ်
ပြန်ခက်မဆန်တဲ့ခုတော့ပြောက်ွယ်တော့ပါပဲဖြစ်တော့ခက်မဆန်နဲ့ရေးရတယ်အဲ့ဒီနောက်တိုးတက်လာကြောက်တင်ဘုံနဲ့ကြောက်တန်နဲ့ရေးရတယ်အဲ့ဒီနောက်တိုးတက်လာဗလာစာအုပ်ဗလာစာရွက်ပေါ်မှာခဲတံနဲ့ရေးရတယ်ဒီနောက်တိုးတက်လာပြန်တဲ့ဗလာစာရွက်ပေါ်မှာဖောင်တိန်နဲ့ရေးဖောင်တိန်နဲ့ပြီးမှဘောပင်ရောက်တယ်ဘောပင်နဲ့ရေးအခုကွန်ပျူတာနဲ့စာရီရေးအစင်းစစ်ပြောင်းလဲတိုးတက်ကွန်ပျူတာကျောင်းသားကသူ့ဖေကဘုန်းကြီးကျောင်းအတွက်လယ်သမားအိမ်မှာလူလို့တော့မြို့ကသားရဲ့ငယ်ချင်းကွန်ပျူတာကျောင်းသားတွေလာကြသားခမ်းမှာကျွေးမွေးထားအောင်မှာတော်သူတော်သားတွေနဲ့မျက်စိနောက်မှာစိုးလို့ကွန်ပျူတာကျောင်းသားကြီးတွေကိုဂုဏ်ပြုပြီးတော့အိမ်မော်ဒကသားခမ်းမှာတင်ထားစကားသမီးပြောအဖေလည်းသမားကြီးကတက်လာရောရောနှောနှောသားခမ်းဆိုတော့ဟိုဘေးနားမှာထိုင်ကလေးတွေကပြောနေကြခုတလောကွန်ပျူတာဗိုင်းရပ်စ်တွေပြန်နေဗိုင်းရပ်စ်ကဘယ်လိုကွန်ပျူတာဘာတွေဖြစ်လဲ programming ကုန်ပါဖြစ် memory တွေအောက်အဲ့ဒါတွေပြောဟာအကြည့်ကျင်နေတာလားဆုံးရှုံးနေဘယ်လိုများလို့လက်သမားကြီးကနားထောင်မနေနိုင်စိတ်ဝင်စားငါသားအဲ့ဒီဗိုင်းရပ်စ်ဆိုတာပိုးလားကွာသူသားလည်းအလွယ်တကူပြန်ပြောတယ်ပိုးပေါ်ဖေရအဲ့ဒီပိုးကကွန်ပျူတာထဲကိုဘယ်ပေါက်ကဝင်သွားအဲ့ဒီပေါက်ကြီးအကုန်လုံအောင်ပိတ်ငါသားမရရင်ဖေပြောဖေတို့လည်းမသုံးနဲ့ဩဘာပိုးသက်စီနဲ့ချဖေကတငယ်ချင်းတွေကရီးတယ်ဟာတိုက်ပြီးတော့ရီးပြီးတော့ကိုကောက်မျက်နှာကိုကြည့်ဒီကောင်ဖေကတော့စွတ်လုံးကိုကောင်တော့ကွဲပြီးဆက်ကွဲပြီးကိုကောင်ကရောရီးပြီးတော့ဟဲ့အဲ့ဒါငါအဖေပဲကွာငါအဖေကနွားနဲ့ယုံပြီးတော့လဲလုတ်ပြီးတော့ငါကြောင်းထားပေးတာငါခုသုံးဘာသာကွန်တူလေရကွန်ပျူတာတက်တာဟောဒီဇဝဲဘောကကွန်ပျူတာအဖေဝယ်ပေးတာကွာဖေပြောဖေကြိုက်တယ်လို့ပြောဘာမှမဖြစ်ဘူးပြောရှီမိတဲ့ကောင်ကြီးတုံလှုပ်သွားတယ်အမှန်တော့ဟိုကောင်ရှက်ပြီးတော့ဖေရလည်းဗျာမသိဘဲနဲ့ဘာလာပြောနေသွားကျွန်တော်ပြောတယ်မလားနဲ့သွားမောင်းချလိုက်မယ်လို့ထင်တာအဲ့ဒီကွန်ပျူတာကျောင်းသားကိုဆရာလေးပြူတယ်ဒါတော့မင်းတို့ခက်မိတဲ့ပစ္စည်းတွေနဲ့တိုးတက်လာလို့အဲ့ဒါတွေကိုမသုံးတတ်တဲ့ငါတို့မိပါတယ်မသိတယ်ငါတို့မိပါတယ်ငါတို့သိမ့်မြင့်သွားပြီငါတို့သိမ့်တော်သွားပြီသူတို့သိမ့်နှိမ့်ကြံနေခဲ့တယ်လို့ထင်မသေးမိပါစေနဲ့မစော်ကားမိပါစေနဲ့ဒါကလေးကိုစောစောအဖြစ်ကလေးကိုတတိယလို့သားတို့ကိုလည်းတတိပေးချင်မှာဟိုကောင်နှစ်ယောက်နားလဲသွားတယ်ရီမိတဲ့ကောင်နှစ်ယောက်တယောက်ကတန်ချီတန်ကိုးသားသူ့ဖေကိုသူကငေါက်ဖူးတယ်ရှေ့မှာစပလိုက်ချက်တွေစောင့်နေတယ်ကွာလို့ပြောလို့သူ့ဖေကခုနှစ်တန်းမအောင်အဖေကလည်း surprise ချက်လို့ခေါ်တယ် surprise ချက်မဟုတ်ဘူးအဖေလည်းကွာ surprise ချက်ဆိုတော့ဖြစ်တာပါဗျကျွန်တော်ရှက်တယ်မသိရင်ပြောနေဗျမပြောနဲ့ဆိုလည်းငါနဲ့ပြန်ငါစပြီးတော့မင်းငါကြောင်းလိုက်မပို့တော့ဖေကတာမောင်ပို့တော့ဖေနဲ့သားနဲ့စကားမပြောတော့ခက်ကွာချားမှုကြောင့်မလို့ကြေကွဲเสียဖြစ်တတ်တယ်အဲ့ဒီတန်ချီတန်ခွေးသားနောင်တရသွားတယ်ရီတဲ့ကောင်သားတို့သမီးတို့စဉ်းစားကြည့်အဖေကလည်းဗျာသွားစမ်းမှာမသိဘဲနဲ့မပြောစမ်းမှာနဲ့ဆိုရင်လက်သမားကြီးဆင်းသွားရှာလိမ့်ဘယ်လောက်စိတ်မကောင်းစရာကောင်းမလဲသူ့ရင်ထဲမှာဘယ်လိုခံစားငါသင်ပေးလိုက်တဲ့ပညာကြောင့်ငါအငေါက်ခံရတယ်သားတို့သမီးတို့ပညာကိုမြင့်တယ်မြင့်အောင်မြင့်မှာတင်မှာစူးစမ်းပါကိုယ့်ဘဝကိုမြင့်အောင်မြင့်ပေးမိဘဆရာသမားကျေးဇူးရှင်တွေရဲ့ကျေးဇူးကိုလည်းမမေ့ပါနဲ့သူတို့ကိုယ်လောက်မတက်လို့ထင်မသေးပါနဲ့သူတို့ကမိဘကောင်းပြီတဲ့သာသမီကိုကိုယ်ရဲ့မြင့်အောင်မြင့်တင်နိုင်ရတယ်
မြင့်တယ်ပခုံးစွမ်းအားရှိရတယ်အမေကောင်းတဲ့ရွက်ပြီးกินနိုင်ရတယ်ပကိုးကိုသွားဟောတော့စပ်ပြီးဟောပြောဝင်ဟောရင်းနဲ့ကျွန်တော်ကဒါကလေးမိဘသာသမီကိုကိုယ်ရဲ့မြင့်အောင်မြင့်နေရမယ်အဖေကပခုံးထန်တင်ရမယ်အမေကကောင်းရွက်တင်ရမယ်အဲ့ဒါလေးတွေပြောပြီးတော့ဟောပြောဝင်ပြီးလို့ပြန်တော့ကားပေါ်ရောက်ပါပြီစာရေးဆရာကြီးမိမကြီးတယောက်ဆရာတို့ခဏနေပါဦးဒီမှာမုံပေါင်းလေးပေးခြင်းလို့ပါမုံပေါင်းဆိုတော့ကျွန်တော်အညာသားကြိုက်တယ်ဒါပေမဲ့ရန်ကုန်ကစာရေးဆရာတွေမုံပေါင်းမကြိုက်ဘူးမသိဘူးစိတ်ဝင်စားလာကျွန်တော်ကြိုက်တယ်ကျွန်တော်စားမယ်ယူခဲ့ပြေးလာပြီးတော့မုံပေါင်းကလေးပေးနေအဲ့ဒီမျိုးသမီးကြီးကကျွန်တော်တို့ကိုပြောသွားတယ်ကျမသမီးကလေးမဟာဝိဇ္ဇာဘွယ်ရသွားပါပြီဆရာစောစောကစူးစူးညံ့ညံ့ပြောနေတဲ့ကားပေါ်ကကျွန်တော်တို့စာရေးဆရာကြီးငြိမ်တိတ်ကြသွားတယ်ငြိမ်သွားတယ်မောင်စိန်ဝင်းပရိယုံကပြောတယ်အခုသူတောင်းဝန်ကျေပါပြီသူသမီးကိုခေါင်းရွက်တင်လိုက်ပြီလို့ပြောသွားတာဗျငါနားလေတယ်ဟုတ်တယ်ဒါကလေးပြောသွားရှာတယ်လူလောကကြီးမှာမိဘတွေကသာသမီကိုကိုယ့်ရဲ့မြင့်အောင်ညှိရမယ်ညှိရဓမ္မလောကတိုးတက်ကျွန်တော်ကကြောက်ဆယ်စာတီသားကြောက်ဆယ်ဆင်မွဲပြန်သွားတော့ကျွန်တော်ငယ်ငယ်တုန်းကမော်တော်ကားစပယ်လုပ်တဲ့ဥအောင်ကြီးဆိုတဲ့လူကြီးနဲ့တွေ့တယ်ဥအောင်ကြီးဘာတွေလုပ်နေတော့ဆရာလဲဘုရားကလည်းဆရာစပယ်အခုလည်းစပယ်ပေါ့ဆရာရဲ့ဟောကျွန်တော်ကဥအောင်ကြီးသူ့ကိုယ်သူမြင့်အောင်မမြင့်ဒီတိုင်းခမရသာကြည့်အောင်ရောဘာလုပ်နေတော့စပယ်ပေါ့ဆရာရဲ့စပယ်သာစပယ်ပေါ့သူ့ကိုယ်သူမမြင့်တယ်လို့သူ့သားကိုလည်းမြင့်အောင်မမြင့်နိုင်ဘူးကျွန်တော်ကတော့မကြလို့ခမရတို့ကလည်းအဖေစပယ်သားစပယ်ဖြစ်နေသလားအဲ့ဒါကိုသူကချီးကျူးတယ်မှတ်လားမသိဘူးဘယ်ကမလဲဆရာအခုကျွန်တော်မြည်လေးလဲစပယ်ဖြစ်နေပြီအဲ့ဒီတိုင်းပြီဘယ်လိုလုပ်တိုးတက်မတိုးဘယ်လိုလုပ်တိုးတက်အဖေရဲ့သားမြင့်သားတဲ့မြည်ကမြင့်ရပါလိမ့်မိမိကိုယ်ကိုလည်းမြင့်အောင်မြင့်ပါစာဖတ်ခြင်းနဲ့မြင့်အောင်မြင့်ပါစာတစ်ပုဒ်ကောင်းဖတ်ယုံနဲ့တောင်မှလူတယောက်ဘဝပြောင်းသွားနိုင်တယ်ကျွန်တော်စာရီအများကြီးဖတ်တဲ့ထဲမှာယတ္တစာပေတွေလည်းပါတယ်ဗျာယတ္တစာပေတွေဖတ်ပါဝတ္ထုတွေလည်းဖတ်ပါဝတ္ထုကောင်းကြီးအများကြီးရှိပါတယ်ချို့ကသုဒ္ဓစာပေတွေတော့ဖတ်ပါရဲ့ဒီနေ့ပူပူလောင်လောင်နဲ့ကျွန်တော်ကိုမီဒီယာတွေကမေးကြဆရာယတ္တစာပေတွေရောနေကုန်ပြီလားယတ္တစာပေတွေမဖတ်တော့ဘူးလားလောက်ကြပါဦးဆရာတို့ပြောကြပါဦးဟောယတ္တစာပေကဒီနည်းမျိုးနဲ့တိမ်ကိုပတ်ပြောက်သွားတယ်ဆိုတာမရှိနိုင်ပါဘူးမစိုးရိမ်ပါနဲ့ဖတ်မှာလားဖတ်ကြပါလိမ့်ဖတ်ပါအခုဒီလည်းဝတ္ထုတွေထွက်ပါတယ်ဝတ္ထုကောင်းတွေလည်းထွက်ပါကျွန်တော်ရေးတဲ့ဝတ္ထုတွေရှိပါတယ်ကြာလာပါပြီထုတ်ခဲ့တာတခါတောက်မှရပ်သွားတယ်မရှိပါဘူးကျင်းချင်းပြန်ထုတ်နေရတာပါပြန်ထုတ်နေရရောင်းနေရတာကုန်းနေတာဘယ်ဆောက်ကကုံသွားပြန်ပြီးပြန်ရိုက်ကုံသွားပြန်လူတွေဖတ်ပါတယ်ကျွန်တော်စာအုပ်ထုတ်နေတော့တွေ့နေရတာဖတ်ပါယတ္တစာပေကိုလည်းငယ်သောသူတွေဖတ်နေကြပါတယ်ဖတ်လဲဖတ်ကြပါလို့ပြောချင်ပါတယ်ကျွန်တော်ဗျာစာအုပ်ကောင်းတော့ကိုဖတ်မိတယ်ခေါင်းစဉ်ကသူတဲ့တာရင်နှချောင်းနဲ့သူရှားဝန်ကောင်းတယောက်ကြောင်းဟိုးနဲ့နာခံလိုက်တဲ့သူများကိုကူညီလိုက်တာစောင့်ရှောက်လိုက်တာအတ္တနောက်ကိုထားတယ်လူတွေကအတ္တရှေ့ထွက်တယ်ရှေ့ထွက်တဏှာငန်းလုံးမွဲပါစေအတ္တကိုကောင်းမှုလုပ်တပြေလုံးမှာသစ်ပင်တပင်မှမကြမ်းနေပါစေပူလို့မကလို့လောင်းသေးသေးသစ်ပင်ကြီးခုတ်အတ္တအဲ့လိုအတ္တတွေလွန်ကဲလို့ပရနိုင်ငံပြည်သူကြိုးတွေပြက်အဲ့ဒီဆရာဝန်ဖြစ်သူအတ္တနောက်ပရရှိဖတ်ချက်လိုက်တာကြည်ညိုလိုက်တာလေးစားလိုက်တာကြောင့်မလို့သူချစ်သူနဲ့ဝေးရတယ်စိတ်မကောင်းဟိုတော့တရားသွားပြီးတော့
ဆေကုသွားကာလဝံယောဂါတွေဖြစ်နေလို့ဆေသွားကုမြို့ပေါ်မှာကုသူမြတ်တော့မှမရှိပတ်စံမရဘူးသွားကုမိတွေလောင်နေတယ်လောင်မှန်ပေါ့သေတဲ့လူတွေရဲ့ဝတ်ကလေးတွေအိမ်ရှိမိပုံရှုပ်အိမ်ရင်းပူကကြီးတော့မိပူကိုမိထားသူကနေမိုက်ကတစ်စင်အိမ်ကိုကူအိမ်နေလောင်ရှားကဆေးကလေးကိုဆွဲပြီးတော့သူကပြန်သွားတော့ထိတ်နေတော့မိဟုံတော့ပြေးရှာတယ်ပြေးရှာအိမ်တိုင်ရောက်မိတယ်လောင်းနေလူတွေတွေ့ဟာကြည့်လိုက်တော့ဒီအိမ်ထဲမှာသူဆဲကုနေတော့လေငန်းယောဂဆွဲတယ်ဦးလေးကြီးရှိမပြေးနိုင်မလွှမ်းနိုင်အေးခင်ဗျားတို့ဦးလေးကြီးကယ်ပြီးပြီလားမကယ်နိုင်ဘူးဆရာမိအပြင်းနေပြီဆရာဟာမကယ်လို့တော့ဘယ်ရမလဲလူတယောက်လည်းအိမ်ထဲမှာရှိနေတယ်သူ့လက်ထက်ဆဲကြီးကိုဖုတ်ခနဲ့ပြစ်ချလူငယ်တယောက်လက်ကရေစိုးနေသောဆောင်မိုင်းအိုကလေးဆွဲယူခြုံဝင်ပြေးရှာမလုံးနဲ့ရှာလိုက်ဆွဲတယ်မရအိမ်ထဲရောက်သွားဟိုတွင်းငန်းကြနားထောင်နေဘုဘခန်းကငိုကြီးတန်ကြမိတွေလောင်းနေပြီအဲ့ဒီခန်းပြေးဝင်သွားဦးလေးကြီးမိတွေပတ်ချဝိုင်းလို့ကြောက်ရှာလွန်းလို့ငိုကြီးဦးလေးမကြောက်နဲ့ကျွန်တော်လာပြီဗျကျွန်တော်ကဲမဲဗျရေစိုးနေတဲ့အဝတ်နဲ့အုပ်ဦးလေးကြီးကိုပွေ့အဲ့ဒီခန်းကပြေးထွက်လာအလဲခန်းကိုရောက်ဟိုးမိလောင်နေတဲ့အိမ်ခေါင်မိုးသွပ်ပြားတပြားကဝိတ်ဝဲဆင်းလာဦးလေးကြီးလွတ်အောင်တိန်းလိုက်တော့သူ့ဘားပြင်ကိုသွပ်ပြားကခုတ်ခွဲဆင်းသွားတယ်ဘားပြင်ဟတ်တဲ့ကွဲသွေးတွေဖြာကျနှစ်ယောက်စလုံးသက်ကယ်ဖို့အတွက်ဘားပြင်တန်ရပြုမဆိုင်နိုင်ပါဘူးပြေးနောက်ဆုံးခန်းကိုရောက်ထွက်ပေါက်ကိုမြင်နေပြီအဲ့ဒီချိန်မှာထုတ်တန်းကမိလောင်ပြီးကြိုးကျဦးလေးကြီးလို့အောင်တင်းရပြန်ပြီးသူ့ပေါင်ရိုးကိုကျပေါင်ရိုးတွင်ကျိုးစိတ်ကောင်းနှလုံးကောင်းရှိတဲ့ဆရာဝန်မထွက်နိုင်တော့ပါရှိစုမဲစုခွန်အားနဲ့ဦးလေးကြီးကိုမြင်းနေရတဲ့တကားစီပြစ်လိုက်ထုတ်လိုက်ပါတယ်တကားပေါက်နောက်ရောက်တော့အပြင်ကလူတွေဟိုမှာလူစွန့်စားတဲ့လူငယ်တွေပြေးဆွဲတော့ဦးလေးကြီးမိတဲ့ကလွတ်သွားစိတ်ကောင်းရှိတဲ့ဆရာဝန်မိတဲ့မှာကြံခဲ့တလောက်တောင်စိတ်ကောင်းရှိတဲ့လူမသေးရဘူးကွာငါတို့သေခြင်းသေပါစေကွာလူငယ်တွေကိုစိတ်ကောင်းကူသွားပြီတတ္တိကူသွားပြီသူ့လိုပဲရေဆိုးနေတဲ့ဥကလေးတွေချုံပြေးဝင်ကြတယ်မိတွေတဲ့ပထမဆုံးခန်းမှာပဲအလွယ်တွေ့ပါပွင့်ထုတ်တော့ဆရာဝန်မသေးပါဘူးမိလွတ်တဲ့ရွာဆုံးကအင်္ဂလိပ်မှာတင်ထားသူ့ဘားတိုင်ဟာသူ့ဟာသူကုပေါင်ကိုလည်းသသားချောင်းလေးတွေနဲ့ကြက်စီပေါင်ရိုးကျိုးတာကိုဆက်အောင်လုပ်သူ့ချက်သူအိမ်ကိုညနေတိုင်းသူတို့တငယ်ချင်းနှစ်ယောက်သွားရအဲ့ဒီနှစ်ယောက်နဲ့ကတယောက်ကိုမိန်းကလေးကရွေးရသူတို့ဆရာဝန်ကြီးကသေကန်နီးမှာခဲ့တဲ့စကားမသွားနိုင်တော့ပါသွားနိုင်တော့မိန်းကလေးကအဲ့ဒီနှစ်ယောက်နဲ့ကဟိုတယောက်ကသာဖြူရုပ်ကချောချောအပြောကသွက်မိန်းကလေးတွေနှစ်သက်တဲ့ယောက်ျားမျိုးပဲကြိုက်တဲ့ပုံစံမျိုးပဲအခုဒီဒုက္ခရောက်သွားတဲ့လူကအသားညွန့်အယမြင့်ရိုးပဲစိတ်ကောင်းတယ်အဲ့ဒါကိုဟိုမိန်းကလေးကဉာဏ်ပညာရှိသိတယ်ဒီကောင်းဘက်ကိုချိန်ဝင်ညာပိုးခြင်းနဲ့မလာဘူးဟိုကောင်ကနေရလားမေးတယ်ကိုမြင့်မောင်များမတွေ့ဘူးလားကိုသက်ထွန်းရဲ့မတွေ့ပါဘူးများကျွန်တော်အဖြစ်ကျွန်တော်နဲ့လွဲအောင်အချိန်လွှဲပြီးတော့လာနေသလားလို့မလာဘူးရှင့်ပြပြအဲ့လူကလည်းလာဖို့ကောင်းတာပေါ့ဆရာကြီးအသေးချာမှာခဲ့ကျွန်တော်ဖြစ်တစ်ချိန်လုံးလာခြင်းနဲ့ကြော့နှမ်းမှာပဲနေခြင်းနဲ့ဆရာကြီးမှာခဲ့တဲ့စကားတွေမှာပါတယ်ကြီးစားစကားမပြောအောင်လာပဲလာအဲ့ဒီကောင်ကြီးစားစကားတော့မပြောဘူးဒါမှမဟုတ်လူလည်းကြတယ်ဟိုကောင်ကနည်းနည်းလေးအပြစ်ရောက်အဲ့လူကတော်တော်နေနိုင်တာပဲဆရာကြီးကသေချာမှာခဲ့တယ်နဲ့မလာဘူးလားဟိုကောင်ထဲကျွန်တော်ဖြစ်ညနေမှလာတာအားမရတနေ့လုံးကြော့နှမ်းမှာပဲနေခြင်းနဲ့ကြီးစားစကားတော့မပြောပါဘူးအဲ့ဒီလိုကောင်အတ္တနောက်ဆုံးတမရဲ့ပြည့်
မြောက်စလုံးလာဆိုင်ကလေးနဲ့တယောက်ကိုပေးတိတ်စီပေးလိုက်တယောက်ကဘဝဖော်ဖြစ်ရွေးချယ်လိုက်ပြီလက်ထပ်နောက်တယောက်ကမိတ်ဆွေကောင်းဖြစ်ဆက်လက်စောင့်ရှောက်ပါကိုမြင့်မောင်မသွားနိုင်ပါဘူးသူနေတဲ့ရှေ့သူနေတဲ့အိမ်ကကလေးမလေး16နှစ်လောက်ရှိပါတယ်စရောက်ကလေးနဲ့သွားပါအဲ30မြို့ကြော့ဆိုတဲ့မိန်းကလေးအိမ်ကဒီလိုလိမ့်စာသူ့တစားလေးတောင်းကြည့်ပါမိန်းကလေးကသွားကိုကတော့နေလေရဆောင်းနေကြော့အဲ့လိုမလားမလားစောပေးလိုက်လေပြီးရောကြော့ရင်4 နာရီထိဖေကမှားထားတယ်စောက်ပါ4 နာရီထိုးကနီးတော့စရောက်ကလေးနဲ့လာပြီကြော့ကမျောနေတာကကိုမြင့်မောင်ချိန်မီတော့ရောက်လာလိမ့်မယ်ရောက်လာရင်ခွန်းလွတ်နိုင်စရာကောင်းတဲ့အကြောင်းပြချက်သူ့မှာရှိလိမ့်ယုံနေအဲ့ဒီအကြောင်းပြချက်ရှိရင်ရွေးမယ်စောင့်လို့စရောက်ကလေးနဲ့လာရှောင်းကိုမြင့်မောင်ကဒီမြည်သောရွာမှာသူတို့အိမ်မှာရှိပါလေရဲ့သူ့အတွက်စာကလေးမမလေးပေးလိမ့်သွားယူခြင်းဆိုလို့လာယူပါတယ်ပြောတယ်ကြည့်လိုက်တော့စရောက်ကလေးကချောငယ်သောသူပိုလှတယ်ကြော့နားလေသွားတယ်ဩလက်ဆက်သက်တော့သူကဒီလိုကိုရပါတယ်ငါဆုံးဖြတ်ချက်ပြတ်သားတာပေါ့အေးရော့ယူသွားပေးလိုက်ပြီဟိုကောင်းကိုနောက်တိတ်ပေးမင်းကလေးအိမ်ကထွက်သွားတယ်ဟိုကောင်ဖောက်ဖက်ခုံပြီးရလက်ထက်ကိုမြင့်မောင်သူ့တက်ယူလာတဲ့စာလေးမမျော်လင့်ရဲတော်လဲမဝင်မရဲဖတ်ကြည့်မိတ်ဆွေကောင်းဖြစ်စောင့်ရှောက်ပါမျက်ရည်ပေါက်ကြဟိုးကျွန်တော်အဲ့ဒီဝတ္ထုဖတ်တော့16နှစ်သားလွမ်းလိုက်တာဘယ်လိုလွမ်းမှမသိအဲ့ကိုမြင့်မောင်ကိုလွမ်းတာချစ်တယ်လှတယ်ဆိုတာဘာလဲမိန်းကလေးတွေကိုပြောချင်အဲ့ဒီကိုမြင့်မောင်ပါမှာအမာယုကြီးနေဗျဂျိုင်းတောက်ကြီးနဲ့ကျွန်တော်သာမိမချောလေးဖြစ်ကြည့်အဲ့ဒီကိုမြင့်မောင်ပါကိုသွားနမ်းမယ်နမ်းချစ်တယ်ကိုမြင့်မောင်ရဲ့နမ်းဟိုကောင်သားဖြူလူပုံချောအပြောကတွတ်မှပေါ့လူလဲအဲ့ဒီကောင်ကျွန်တော်မချစ်ဘူးမင်းမိုးပြောင်လာမချစ်ဘူးမင်းစိတ်ရဲမကောင်းကျွန်တော်16နှစ်သားကိုအဲ့ဒီစာရေးဆရာထည့်ပေးတာဗျရသစာပြီးထည့်ပေးတယ်ကျွန်တော်အဲ့ဒီတော့ဝိတ်မာတွေဗျကျွန်တော်အရက်ရှည်အောင်လို့တော့အရက်ကရှည်လာဘော်ရီရမထွက်တော့ဝိတ်ပြန်မာညနေဝိတ်ခံသွားတယ်အဲ့ဒီနေ့ကကျွန်တော်မမနိုင်ဝိတ်မမနိုင်အားကိုမရှိကိုမြင့်မောင်လွမ်းလို့နိုင်မှာရော့တန်ဝိတ်မာတဲ့တန်ကြောင်ကြီးထောင်ထားတယ်ရော့တန်လို့မမြင်ဘူးကိုမြင့်မောင်ရဲ့ဂျိုင်းတောက်ကြီးလို့မြင်တယ်ဝိတ်ပြားကြီးပေါ်ကအင်္ဂလိပ်စလုံးကြီးတွေကြဲရေးထားတယ်အဲ့ဒါကြီးတွေလှမ်းကြည့်ကိုမြင့်မောင်ပါပေါ်ကအမာရွတ်ကိုမြင်တယ်အားလုံးမြင်သမျှကိုမြင့်မောင်ကိုလွမ်းတယ်ကျွန်တော်3 ရက်တိဝိတ်ခန်းကိုသွားတယ်ထိုင်းပြန်လာခဲ့တယ်ကိုမြင့်မောင်လွမ်းတယ်3 ရက်တိပြည့်တဲ့နေ့မှာကျွန်တော်ဆုံးဖြတ်ချက်ဆန္ဒ2 ခုကြားငါကြည့်ရင်ကိုမြင့်မောင်လို့စိတ်ကောင်းနှလုံးကောင်းရှိတဲ့လူကောင်းတယောက်ဖြစ်ချင်လိုက်တာကွာအကြီးပြဒီထဲမှာစာကလေးပင်လေးစရေးနေပြီငါနှုံတနေ့စာရေးဆရာဖြစ်အဲ့ဒီဂျာနယ်ကျော်ဦးချစ်မောင်ရေးတဲ့သူ့လိုဝတ္ထုမျိုးတစ်ပုဒ်လောက်ရေးနိုင်ခြင်းလိုက်တာကွာမရေးနိုင်သေတော့မသေရင်သေးဘူးကွာအဲ့လိုနည်းနဲ့ကျွန်တော်10 ရန်အောင်ပြီဆိုပါစို့10 ရန်အောင်ပြီးတော့တက္ကသိုလ်တက်တော့ခုနလိုပါပဲလူကအရက်ကမြင့်တယ်ကြမ်းပါတယ်ကြမ်းခိုင်းတယ်ဗော်လီဘောလည်းရွေးစင်ဘောလုံးလည်းရွေးစင်စာလည်းကျွန်တော်တော်တယ်ဘာလို့တော်တော့ဆိုစာတွေအများကြီးဖတ်တာပဲဗျာတက္ကသိုလ်စာဆိုတာသေးလေးပါပဲပြင်စာတွေအများကြီးဖတ်တာတဲ့ကောင်ကတက္ကသိုလ်မှာစာကြီးတိုက်ကြီးရှိတယ်ဗျာမန္တလေးတက္ကသိုလ်ရစဟောရဲ့အောက်ထပ်ကြီးအဲ့ဒါကြီးကကျွန်တော်အိမ်ဖြစ်သွားတာပဲဗျာစာကြီးတိုက်မှုကလည်းကျွန်တော်
ဆရာဖြစ်သွားတာမင်းဒါဖတ်ပြီးပြီလားဒါမဖတ်ရသေးဘူးလားဒါကိုလည်းဖတ်အောင်ကွာဒါဖတ်ရင်ဒါလည်းသိဖို့လိုတယ်ကွာပေးလိုက်တော့ဗျာကျွန်တော်မှဖတ်လိုက်ရတယ်စာရီမျက်နှာကြရင်မြင့်အာကစားမှုကဘောလုံးကွင်းထဲမှာဆိုလည်းကောင်းဗော်လီဘောကွင်းထဲမှာဆိုလည်းကောင်းမင်းကိုမြင်ရမှဖြစ်မယ်မျက်နှာကွင်းတစ်ကွင်းမှာမင်းရောက်နေမရောက်ရင် trust တွေကုန်ပြန်သိမ့်မယ်အဲ့တော့ trust ကရှားတယ်နှမျောတယ်သိမ့်မှာအဲ့တော့ကျွန်တော်မှကောင်းတဲ့ထဲကမကောင်းတာပါတော့ရည်စားထားလို့မရဘူးရည်စားထားရင်ညနေပါလာသွားချစ်သူအတွက်ချိန်ပေးရမပေးနိုင်တော့ဗော်လီဘောရိုက်လိုက်ဘောလုံးကန်လိုက်စာကြည့်လိုက်သွားလိုက်အဲ့မှာကျွန်တော်ကောင်မလေးတယောက်တွေ့ထားတယ်ဗျတက်ကလေးရောက်စားရတွေ့တယ်သူကလှပါတယ်သူကလှရတယ်ပို့ပြီးတော့ရင်ပါတယ်ရင်နာတဲ့ပို့ပြီးတော့ရှက်တတ်တယ်အရန်ရှက်တတ်တာလေကျွန်တော်ကလည်းကိုယ်တိုင်ကတော့ပြန်ကွဲပါဒါကြောင့်မလို့ထင်တာပါပဲရှက်တတ်တဲ့မိန်းကလေးကိုမှုသဘောကျတယ်ဟိုမိန်းကလေးအလှရှက်ရွံ့မှုလေးပါမှပြည့်စုံတယ်ရွှေဖလားကိုအနာကွတ်တင့်တယ်မရှက်တတ်ဘူးမလီလှပါရဲ့ပြန်ကိုကွဲလို့ကြောက်တယ်သူမချစ်ရဲ့အဲ့မိန်းကလေးကရှက်တတ်လိုက်တာဘလောက်မြန်ရှက်တတ်တဲ့တုံးလမ်းလျှောက်ရင်စားစိုးနဲ့ညီတယ်လှုပ်လေသီးကကြီးနဲ့ရွှေပိုးဒီအသာတွန့်တယ်လို့လွန့်ငါသွားဟောမှတ်ရလို့ပြောလိုက်ဦးမုံရွာသူသူသိရှက်တတ်တာပဲအဲ့ဒါလေးကိုသဘောကျဘလောက်ရှက်တတ်တော့တက်ကစိုးသက်တန်းလေးနဲ့မှနှစ်ခါမှောက်လဲတယ်လဲမှာပေါ့သူ class ကူးလို့ရှိရင်စောင့်ကြည့်နေတဲ့ကောင်တွေအများကြီးခုနလိုစောက်ကလေးတွေကျွန်တော်တို့ခက်ကခုလိုအိတ်တွေပါနေမရှိဘူးဗျမင်းကလေးတွေစောက်ကလေးလိုပိုက်ပြီးတော့သွားအဲ့ဒါစတိုင်များသိလာတာခုလည်းပြန်ပိုက်ရင်ပိုက်ကြည့်ကြအဲ့ဒါကိုစောင့်ကြည့်တော့လာပြီးအများကြီးခြိလန်းမုံကိုကြည့်တော့ကြည်မှန်းသိတော့သူခင်ဗျာရှက်တာပေါ့ရှက်တော့သူ့ချောင်းနဲ့သူတိုက်လဲအဲ့လိုလဲတယ်ကြားတိုင်းကျွန်တော်ကစိတ်မကောင်းတနားကိုယ်နဲ့လည်းဘာမှမဆိုင်ပါဘူးဒုတိယနေ့ကျတော့ကျွန်တော်ဘောလုံးကန်ရင်းနဲ့ဒူးပြုတ်သွားပါလေအရွတ်ကွဲထွက်သွားပြန်ကု45ရက်ပြည့်ဗော်လီဘောပြန်ရိုက်ထပ်ကွဲသွားဆေးရုံပြန်ရောက်ဆံဝါကုတတိယချိန်ပြန်ကွဲတော့ဆံဝါပြောတယ်နောက်တစ်ခါလာရင်ဒူးကောင်ဖြတ်ပြင်းမယ်ကျွန်တော်မကစားတော့ပါဘူးဘောလုံးလက်ရွေးစဉ်ဗော်လီဘောလက်ရွေးစဉ်အော်တိုပြုတ်သွားဟိုးဆိုးရအကောင်းကဟန်ကြပြန်ပြီကြီးစားထားလို့ရပြီကျွန်တော်မင်းကလေးနဲ့တွဲတဲ့ကောင်မလေးတွေကိုမေးသူပြောပေးစမ်းမမလေးရှက်လို့တော့သေသွားအောင်မယ်ပြောခိုင်းလို့မရဘူးဒါနဲ့ကျွန်တော်သူနဲ့တခန်းနဲ့နေတဲ့ကောင်မလေးကိုမှတ်မထင်မင်းနင့်ခန်းနံပါတ်ဘယ်လောက်တုံး1 2 3မှတ်လို့လွဲတာနော်1 2 3သိပြီသူခန်းအဲ့ဒါဆိုသူခန်းလဲအဲ့ဒါနောက်တနေ့ကစာ1 2 3ကိုကျွန်တော်စာရေးရကျွန်တော်နေတာရွှေပြေးဆောင်ဒီဘက်ကသစ္စာဆောင်ကြားထဲမှာစာတိုက်ရှိတယ်ကျွန်တော်စာရေးပြီးတော့စာတိုက်ကိုသွားထက်စာတိုက်ကလူတွေကသစ္စာဆောင်ဖို့3ရက်ကြာတယ်စာတိုက်ထုံးစံပဲလမ်းခေါ်ရင်ကြားတယ်ကျွန်တော်စောင့်ရတယ်တပတ်ပြည့်ကျွန်တော်တို့စာဝေပုံကအခန်းတကားကနေအောက်ကိုထိုးပစ်ခဲ့ကျွန်တော်တို့ကြောင်းဆင်းလို့သွားရင်တကားဖွင့်လိုက်တဲ့နဲ့ဝေထားတဲ့စာတွေတက်နင်းတာပဲကျွန်တော်တကားဖွင့်သေးသေးချာချာကြည့်သူ့စာကလေးများထိုးထည့်ထားမလားလို့မတော်တဆတက်နေပြီတစ်သက်လုံးဝန်းနေနေရအနုစိတ်တယ်နော်အနုစိတ်မလာပါဘူး6ဆောင်ကြတော့တနည်းအဲ့လိုတကားကိုရိုးသေးဖွင့်
တွေ့ပြီဟာကြည့်လိုက်တယ်ဟုတ်လောက်တယ်ဘာလို့လဲတစ်စိတ်တုံးကတက်ကစိုးတူတက်ကစိုးထူထားတယ်သူပဲပျော်လိုက်တာဗျာဝန်သာအာရဖောက်ဖက်တချောင်းနဲ့ပဲအရေးအတွက်ကိစ္စမရှိပါဘူးအရေးချင်းရေးကြည့်ပါကြည့်လိုက်တယ်လုံးဝမဖြစ်နိုင်ပါဘူးရှင်ဩယုံစာရေးတာကြလို့လုံးဝပါသေးမဖြစ်နိုင်ပါဘူးရှင်ဆိုတော်ရောပေါ့ကျွန်တော်အဲ့တော့လက်ကလူလူရေးချုံမြဘယ်လျှော့မလဲထက်ရေးနောက်ထပ်6ဆောင်ရေးတော့တကားဖွင့်မှာစာတစ်ဆောင်တွေ့ပြန်ပြီဆွဲဖောက်လိုက်တယ်6ကြောင်းဒါတော့ဟုတ်ပြီတိုးတက်ပြီအဲ့ဒါလေးကိုကျွန်တော်ဖတ်တယ်ရှင်းတဲ့သိဆွဲကောင်းတာပဲရှင်းရဲ့ကြိုးစားမှုကိုကျွန်မလေးလေးစားစားတန်ဖိုးထားပါလေဒါကြောင့်မို့လို့ရှင်းကိုပြန်ချစ်နိုင်ဖို့ကျွန်မကြိုးစားပါလေဒါပေမဲ့ကျွန်မနှလုံးသားကရှင်နဲ့ပတ်သက်လို့လုံးဝမလှုပ်ရှားပါဘူးရှင်ဒီမှာလဲလုံးဝပါသေးပို့ဆိုးတာပေါ့ဗျာနှလုံးသားမလှုပ်ရှားဘူးဆိုတော့သေးပြီဟုတ်တော့ဗျာကျွန်တော်မလျှော့ပါဘူးတင်ရင်ကြိုးစားပါနောက်တော့ကြောင်းတိုက်ဆိုင်မှုလေးတစ်ခုလည်းရှိပါတယ်သူမသိတဲ့နှလုံးသားကိုနိုးကြားစေတဲ့အကြောင်းလေးတစ်ခုရှိတော့ကျွန်တော်စာလေးတစ်စောင်ပြန်လိုက်ပါရှင်လိုချင်တဲ့ဖြေပေးလိုက်ပါပြီပေးလိုက်ပါအောက်ကဆက်ပါတယ်သို့တော့ကျမရှက်တယ်ဘယ်သူကမှမပြောပါနဲ့တယောက်မှရှင်းငယ်ချင်းနေလည်းမပြောပါနဲ့ကျမနဲ့အเจ้าမှတွေ့ရင်လည်းလုံးဝနှုတ်မဆက်ပါနဲ့ခေါ်လည်းမခေါ်ပါနဲ့ပြောလည်းမပြောပါနဲ့ဒီတိုင်းပဲမသိတယ်လို့နေပါညနေပါလာဖို့လည်းလုံးဝစိတ်မကူးပါနဲ့အဲ့ဒါကြီးကိုဖတ်ပြီးတော့ပျော်လဲပျော်တယ်မောလဲမောတယ်ကျွန်တော်လည်းအတူတူခန်းနေပဲငယ်ကြီးညကျကျွန်တော်စာရေးဟဲ့လုံးမနေနဲ့မသိတော့ရမှာမဟုတ်ဘူးဒါလို့ရှက်တတ်တာအဲ့နေညာအဲ့လိုလာပြောကျွန်တော်ဒီကောင်ပြန်ပြောခြင်းရပြီရနေပြီမင်းမသိလို့ပြောတာတော့ကြွားခြင်းနဲ့ဗျာ तू ကမပြောရဘူးဆိုတော့မပြောရဘူးဒါပေမဲ့အဲ့ဒီမပြောရတာကြီးလည်းပျော်တယ်ဗျာကျွန်တော်ကိုယ်ရင်ထဲမှာကြိတ်ပြောနေရတာပေါ့ဒီတိုင်းပဲနေရပါတယ်နှုတ်လည်းမဆက်ရပါဘူးဘယ်လိုကြီးမှလည်းမသိပါဘူးနောက်ဆုံးနေ့ရောက်တဲ့ခါကျတော့နောက်ဆုံးနေ့ရောက်ငါတို့ခွဲခွာရတော့မယ်သူများချက်သူတွေလို့တွေ့ကြမှာလေတွေ့ခွင့်ပေးပါဒါလေးပြောနေအကြောင်းရှိတယ်နော်ဒါတို့သမီးတို့အကြောင်းရှိသက်ကြီးမှငငယ်ကလေးကလားတွေပြန်ပြောချင်လို့မဟုတ်ဘူးတိတ်ကိုအရေးကြီးတဲ့အကြောင်းရှိတယ်ဗလန်တိုင်းဒေးချစ်သူများနေ့အချစ်ဆိုတာဘာလို့ဆိုတာပြောချင်တယ်ဒီနေ့ယမတ်တဏှာတွေကိုချစ်ထင်နေကြတယ်အဲ့ယမတ်တဏှာတွေကတဏှာကိစ္စယမတ်ကိစ္စပြီးတာနဲ့ဘာမှမကြံတော့ကြံဖုတ်ဖက်ခါထားပါအချစ်နှလုံးသားထဲမှာကြံတယ်မြဲတယ်ဆွဲတယ်ခိုင်မာတယ်မျက်နှိုးတယ်တသက်တာဘဝဖော်ကောင်းနေဖြစ်တယ်သိကြီးကျယ်အဲ့ဒီယတ္တသင်္ခါရအရေးကြီးဆုံးအဲ့ဒီအချက်ကိုသေးသေးသိမ့်သိမ့်မမှတ်ယူသင်ဘူးလို့ပြောချင်တယ်ဒီတော့ကျွန်တော်သူ့ကိုခွင့်တောင်းတယ်တနေ့လောက်တွေ့ကြမှာလေစာလေးပြန်လာတယ်ဒီခါတနင်္ဂနွေနေ့မနေ့9 နာရီသစ္စာဆောင်နောက်ဖက်ပေါက်ကလာဆောင်မှာဘယ်သူမှမတွေ့ခင်တက်ကတူတွေကထွက်ကြမယ်ရှက်လို့ရတယ်ကျွန်တော်အဲ့ဒီမနေ့က3 နာရီရေထချိုးနေပါဘူးအေးမိသေးရင်လည်းသေပါသေးတော့4 နာရီဆင်းသင့်ဖြစ်ပြီသွားပြီ4 နာရီခွဲသစ္စာဆောင်နောက်ဘက်ကပေါက်ရောက်အုတ်ခုံလေးထိုင်ကဘာဦးလူတို့နေနဲ့လာကိုမျောတာတဲ့ကြီးကျယ်ပါလေချက်သူကိုမျော9 နာရီတိထွက်လာတယ်ဟိုးလှလိုက်တာကြည်နူးလိုက်တာလမ်းကြည့်လာပြီကိုစီလာတာပဲသူကတော့ကျွန်တော်လုံးဝမကြည့်ပါသူ့လမ်းသူကြည့်ပြီးတော့လာနေတယ်မကြည့်ချင်နေပါစေလာနေပြီးရော
ကျွန်တော်လည်းမထပါငုတ်တုတ်ကလေးထိုင်နေကျွန်တော်နားရောက်ပြီးစောင့်နေတာကြာပြီလားမေးပါသူနဲ့မပတ်သက်တယ်လို့ပါပဲကျွန်တော်ရှိတဲ့ရောက်ပြီးမရက်ဘူးဆက်သွားတယ်သွားဖို့ကျွန်တော်သိတာပဲကျွန်တော်မတ်တထပြီးတော့သူဘေးနာလိုက်ပါပခုံးချင်းမထိရပါဘူးမထိပါထိဖို့မလိုပါဘူးမထိချင်နေပါစေဘေးချင်းရှင်သွားနေရကောင်းလိုက်တယ်ကြည်နူးအချစ်သွားအဲ့ဒါနူးညက်တယ်သိမ်မွေ့တယ်ထိမှမဟုတ်ဘူးဘေးချင်းရှင်သွားညင်လဲတစင်းစောကြီးရောက်နှမ်းခေါ်ညင်လဲပေါ်တက်ဘယ်သူမှမတွေ့သေးဘူးကျွန်တော်တို့နဲ့ညင်လဲပေါ်ရောက်သူဟိုဘက်ခုံထိုင်ကျွန်တော်လူလဲလောက်ပြီးသူခုံသွားမထိုင်ပါဘူးသူနဲ့မျက်နှာချင်းဆိုင်ခုံထိုင်ပါတယ်သူရှက်တတ်တယ်လေနားလေပြီးညင်လဲတစင်းနဲ့စီးနေရမှာတော့ဘာလို့သေးဘူးတခုံနဲ့မထိုင်ရလည်းကိစ္စမရှိသူကျွန်တော်ဘာမှလည်းပြောပါကျွန်တော်လည်းဘာမှမပြောပါကျွန်တော်တို့ညောက်ကဘာတွေမှလည်းမသိပါဘူးညင်လဲသမားကြီးကိုပြောတယ်ဘုရားကြီးနောက်မဟုတ်ဘူးမောင်းညင်လဲသမားကမြင်းကိုစကြိုးဆွဲရတဲ့သေရပြားနှစ်ပြားကိုစုံဆောင်ဆွဲပြီးရိုက်လိုက်ပြောင်းမြင်းမလေးကပြေးတာခွက်ကဘာပေါ်မှာအသားရဆုံးဂီတပဲ pop music ပဲတာယာလိုက်တာမြင်းလဲသမားကကြာဖို့ကိုဝိတ်ရမ်းပြီးတော့မြင်းကိုရွှမ်းငနဲ့မောင်းကျွန်တော်လှမ်းကြည့်ကဘာပေါ်မှာအလှဆုံးအကဟောသိလှတာပဲဒီကြာဖို့ရမ်းနေကျွန်တော်မျက်စိထဲမှာကုန်းလှဓမ္မပင်နဲ့နေလှလေကလေးတိုက်နေတာအေးကောင်းဖျားကြီးနောက်မှုရောက်ရွှေကြက်ရက်ကိုဖျားကိုသွားမယ်လူရှင်းသူများပြောတယ်ကြားဘူးလို့မရောက်ဘူးပါအဲ့ဒါနဲ့စကိုင်းကားကိုစီးရတယ်မနဲ့စောစောဆိုတော့ရှေကန်းကလူမပါဘူးစပယ်ယာကအလွယ်လေးမှန်းသိတော့ရှေကန်းတဲ့အန်ကြပဲပြေးလို့ရသူရှေရတဲ့ကျွန်တော်နောက်ကတဲ့ထိုင်ညအဲ့ဒီလည်းစကားမပြောပါသွားမိန်းကလေးတွေမှာမွေးရပါသူတို့ရည်ချင်းအမှုပညာတွေရှိတယ်ဗျမယုံမရှိနဲ့အဲ့လောက်ရှက်တတ်တဲ့မိန်းကလေးကသူ့ပစံအိတ်ကလေးတွေကတရားလုံးလေးတစ်လုံးထုတ်ပြီးတော့ကျွန်တော်ဘက်ကပေးတယ်မကြည့်ဘူးလူလေးပေးကြည့်စရာမလိုဘူးအဲ့တရားလုံးလေးကျွန်တော်ယူတယ်စကလုံးပေါင်းထောင်တောင်းပြောတာတဲ့တန်ဖိုးရှိဒါလေးစက်ကူခဲဘက်ကလေးမဆုပ်အောင်ခွာတယ်ဆုပ်သွားတော့ဘာဖြစ်လဲမဆုပ်เสียဘူးချစ်သူပထမဦးဆုံးပေးတဲ့တရားလုံးနှုတ်တယ်ဗျာအဲ့ဒီတရားလုံးကိုပါဇက်တဲ့ကဘာပေါ်မှာအဲ့ဒီချို့တာမရှိတော့ချို့ဆုံးပဲခဲဘက်စက်ကူလေးသူမမြင်အောင်အိတ်ထဲထက်သိရအောင်မယ်တရားရီတွေညက်ပြီးတော့သိရအောင်ဒါတွေဟာအချစ်ရဲ့သင်္ကာရညတ်တာတွေပါပဲရွှေကြက်ရောက်တော့ကားပေါ်ကဆင်းတော့ကြတယ်နှုတ်ပေါက်ဆိုတော့လက်ပံလေးကပွင့်လိုက်တာတဖြုတ်ဖြုတ်နဲ့ကျွေးဇယက်တန်လေးကညံလို့အဲ့ဒီဇယက်တန်လေးကကြည်တာဗျအရင်တော့ကနားပူတာနားကြီးဆူညံနေတာပဲကွာဇယက်တန်လေးမကြိုက်ရင်ဆူညံနေကြိုက်တော့ဂီတตาရလိုက်တဲ့တန်လေးလက်ပံမွန်ကြီးတွေကတဖြုတ်ဖြုတ်ကျွေးမြေမခတဲ့တပွင့်ကိုလေထဲမှာလိုက်ဖမ်းမိပြီသူ့ကိုသွားပြီးတော့ပေးတယ်ယူတယ်ပန်လို့လည်းမရပါဘူးမရချင်နေပါစေဒါလေးသူကအမျက်တနုယူတယ်ဆက်သွားရေးစားတယ်ပထမဦးဆုံးချက်သူစီကကြားရတဲ့စကားသုံးလုံးရေးစားတယ်ဟုတ်တာပေါ့နှွေရသည်ကြီးချွေးရစို့လို့ရတယ်ကျွန်တော်ရေးရှားပါတယ်ရေးရှားတယ်ဆိုခက်ခဲမှုပေါ့ဟိုဒီမျက်စိကစားတာကျွန်တော်တို့ညာဒေသရွာဆက်ဝေးရင်ရေအိုးစင်တယ်ရေအိုးစင်ရှိမှာပဲတွေ့ပြီဟိုမှာတက်ကလေးမိုးလေးရေအိုးလေးကစိတ်အေးလို့သသားပြားလေးဖုံးပေါ်မှာရေမှုတ်ကလေးတင်ထားခွက်မဟုတ်ရေမှုတ်ကလည်းရေညှိတက်တော့စိတ်ဆိုးအဲ့ဒီခက်ကရေတံဘူးခက်မဟုတ်ဘူး
ဘီဘိုးလည်းမသိဘူးစီဘိုးလည်းမသိဘူးဟိုမှာတွေ့ကျွန်တော်သူခေါ်သွားရေမုတ်ကလေးနဲ့ဓမုတ်ပြစ်ခတ်သူပေးပါတယ်နောက်ထပ်မိန်းကလေးများရဲ့မွေးရပါအနုပညာတွေ့ရပြန်ပြီအဲ့ဒီဆက်တတ်သောမိန်းကလေးကကျွန်တော်ပေးတဲ့ရေဓမုတ်တောက်တယ်တဝက်ကုန်အောင်တောက်တယ်တဝက်ချန်ထားတယ်ကြံတဲ့တဝက်ကျွန်တော်ပေးတယ်ဒီဘယ်ကတော့သူ့ကိုမယုံရင်သူတောက်ပြီးကြံတဲ့တဝက်တောက်ပါဟာဘယ်ယုံလိမ့်အဲ့ဒီရေတဝက်ကိုအောင်တောက်ရုံနဲ့မကောက်ရေမှုတ်တော့ဝါစားခြင်းသေးတောက်တယ်ကုံတော့ကျွန်တော်လည်းမဝသေးပါဘူးသူလည်းမဝသေးပါဘူးကျွန်တော်သိပါနောက်တစ်မုတ်ထပ်ခတ်ကျွန်တော်တဝက်တောက်ကျန်တဲ့တဝက်သူပေးကျွန်တော်နောက်လိုက်သူတောက်တယ်သူလည်းမယုံပါဘူးကဘာပေါ်မှာနော်တန်ဖိုးကြီးဆုံးရေနှမုတ်ပါပဲချောကလက်မစ်ရှိတ်ဘာညာသွားစမ်းဘာသာကျွန်တော်တို့ရေနှမုတ်နဲ့မလဲနိုင်အချစ်ရဲ့သင်္ကာရရတ္တရဲ့သင်္ကေတတွေပါပဲအဲ့ဒီဟာတွေကနှလုံးသားမှာတသက်မမေ့ပါသူနဲ့ကျွန်တော်နဲ့အခုဒီနေ့ဗလန်တိုင်းဒေးမှာလူတွေကချောကလက်ပေးတယ်အဲ့ဒီရင်ကျိမ်းမှုကိုကျွန်တော်သဘောကျတယ်ချောကလက်ကချိုးတဲ့ထဲမှာခါတာလေးပါစိတ်နာလေးပါစေးထမ်းနေကန့်ကြီးရွေးတဲ့ကောင်တော်လိုက်တာအဲ့ချောကလက်ပေးချစ်သူကိုပေးချောကလက်ကလေးစားတို့တော့သားတို့သမီးတို့တတိပေးပြသူစဉ်သမီးတို့ဒီနေ့ကာလမှာအချစ်သင်္ကေတချောကလက်တွေမရိုးသားတော့ရုပ်မှာကုန်ပြီအဲ့ဒီချောကလက်ထဲမှာလိန်စိတ်ကြွစေးတွေထည့်ထားတယ်အဲ့ဒါစားမြင်တော့ငါးပါးမောက်လိန်စိတ်ကြွပြီဆိုပါစို့တဏှာမှာခေါ်သွားမယ်အဲ့ဒီသားတစ်ခုကိုခေါ်သွားမယ်အဲ့ဒီသားတစ်ခုကိစ္စမှာလိန်ကိစ္စတွေဖြည့်ရှင်းကြမယ်ဖြည့်ရှင်းကြလိမ့်ယမတဏှာကိစ္စတွေပြီးသွားပြီဘာကြံတော့ဘာမှမကြံဘူးကျွန်တော်တို့ရေနှမုတ်ကအသက်ထက်ဆုံးလွမ်းနေကြံတယ်အဲ့နောက်တော့ရွှေကျက်ရဲ့ရောက်သူကချမ်းသာကျွန်တော်တငယ်ချင်းတယောက်စည်ရင်တောက်တယ်တလတိတိပြည့်ပြီလုံကြီးနဲ့အင်ကြီးမထပ်သေးဘူးကျွန်တော်ကဆင်းရဲတယ်အစိုးနှစ်ထည်ပဲရှိတယ်ဆန့်ကျင်ဘက်ကွာအဲ့နေကသူကကျွန်တော်ပြောတယ်ဒီနေ့ဒီပစိုးဝက်လာမယ်ထင်သားပဲနေတိုင်းသူတွေ့နေပဲကျွန်တော်ပြန်ပြောတယ်မထင်စရာပါရှိလေမနေ့ကဟိုပစိုးဆိုတော့ဒီနေ့ဒီပစိုးပေါ့ကွာမိမိဘာတွေကသဘောတူပါမလားကျွန်တော်မေးသူကပြန်ပြောတယ်တူမယ်မထင်ပါဘူးအတော်အားတက်စရာကောင်းပါလေဘယ်လိုဆိုရင်တူမတော့တက္ကသိုလ်မှာဆရာပြန်ဖြစ်ရင်တော့သူပြောလို့အဆင်ပြေမယ်ထင်ပါတယ်တဲ့ဆရာဆိုတော့နိဗျာနေလက်ထောက်ကတိကကနေထပါမောက္ခနော်ပါမောက္ခနောက်ဆုံးကျောင်းဦးကြီးဆိုပို့တော်ဟန်ကြောင်းဝိုင်းတော်လဲနေကျွန်တော်ကအဲ့လိုစဉ်စဉ်တက်နိုင်ဖြစ်ချင်တယ်ဖြစ်ရမယ်ကျွန်တော်တော်တယ်ဗျာစားတော်တယ်တွေ့ကြုံမယ်တော်တယ်အေးစိတ်ချဖြစ်เสียချုံလိုက်ပါမယ်နောက်ဆုံးနှစ်တိုင်း grade 4 grade 5ထွက်တယ်သိတော်တယ်နောက်ဆုံးနှစ်မှာကျွန်တော် grade 3ပါကျွန်တော်တက်ကတူမဟာဝိဇ္ဇာ7တက်မှာစိုးလို့ပါတက်ပြီးရင်တက်ကတူဆရာဖြစ်မှာစိုးလို့ပါလက်တကန်းကလေးကျွန်တော်အတွက်မခုံရပါဘူးမိတဲ့ grade 4ကလွယ်လေးမိတဲ့ grade 4ကမရလိုက်ပါညအထိထွက်ပြီးသားမနဲ့နှစ်ဖြန်မနဲ့ရဇအောက်ခါနီးမှညအခါမှာပြင်လိုက်ကြတယ်ကျွန်တော်တော်တယ်ထက်တယ်အဲ့ဒီမှာဆရာမဂိုင်းနှကိုင်းကွဲနေတယ်ဟိုတကိုင်းဘက်ကဒီကောင်ရိုက်ငါတို့ဘက်က
Nami. Turo Chenya Jama, Nyapiro, General Deku Yap Labu. Chequa later, 1 year later. Poaji the Kulu. Your linjet down any. Oh, the Pio. Pew, Jabba. Go, Mami. We were Pama, Koa, Mashiro Babu. Poa planning. Pedicha Chama Biro. A Kongzong ne, a Kongzong Josa, Jimanjata, Taro the Miro, Yojamai. Meno, well prepare. A low Gama, Dilo, the Chet, Jack Charlie Damuri, Jongata Bari, Jongata. A take gun, Joyele, Yabai. Chow, Daima, Yojabai. Daim, Pamokasa, Doka Yobali. I look in it, Pamoka Mababa. Mabare, Janosia, yes, I am no Dokayo. Melodova. Melodova. I didn't matter the mirror, Rajamai. Janocha Dunele, Webibo, Webibo. Take a dose of Shema, a sensing near Mamu, to me Badiga, Senza Yoshima. Could have sent us Yamuro. Tadambia don't move, Jano. Shoulder, Tangian Yawunga. Louis John Chede, Quaso Birma, Faithful Harila, Pina de Nikonga Nim, you know, a leram yasia. You know, you're at the night, you see. Now, Sangamane labo, no? Pero, you know, Chowmi so you are the live toya, Manalina, Elenambian toya. Taro the mirror of Yachama. Nabaro, Goba, Yezo Mioba, Pamalam Chido, Loka, Yabelo, Combelo, Josa, Lagabequa. Loka, you will say Nare, Louis will say Nare. Poa Signa. Toa them Makwa, Lagazan, a Jebelin, Swear, Tekwa, Dao, Hello Chama, Milk Women on the Miai, Chedalulu, the young low Magoni. Yeah, Senam, Dao, they on Dao, Poapia on Dao, Dokaya on Dao, Lubia show on Dao. I look a very baby. Milk Peva Lime. Milk Pesa don't blow out Goa. Go Mimiabi, don't allow me to direct on cinema. Nizamba, Pezamba, Pezamasi. The lockdown. I look below. Poa, let me out some be. Taro to me, to the Taro. Peroma Minuba, some bin. Mabin. Logan Saint Cornevi. Era Yokjako. Now, go to the Sa yellow am daba. Lavi, Shazalai, go Mima. Go Acha Chedel. Siam Pima, Amiajo Lone in the Laqua. John Sea, or down Lone in the Qua. Eddie, Joagale with Chimnequa. You are the Azari with Chimnequa. Not to have Chim, the lady, Chimnequa. Gonzon Lomequa, Tuavi, Jongale, when I got Dabo Moma, February, the Bona. Let my win yet, yeah. Say, I didn't be John Lazy doing a let my minion, oh, Yedem, you go on a la loop. Luanda, then I said, Mingly, Luanda. John Lito, down the window. See a lady up, Chamali, near she. Then I did John, let them yet can I look Yaula. Oh, when the later say, Chamali, got good. When the later. Tomorrow, my John. Leranjao, let me see which it. Mularanjao, Galabjong Babishet. Mali Mumishi, the Mobashet. Palulu, Bagamamazi Babishet. Shalana Ada like that, Drubioja. Drubion and General Shaula, waiting young Nebia, tiny in a Sali by the time you're in Goma. Through a lament of Bebion. Time Mulaji at the John of the Loman do. Samalidia got Gamba, oh, Anna like that. Chào đi cháu mà cái là thành biểu cái lông mặn xì vui xịn
哦，前马路别嘛太的路，这马路没太毛些，哎，但你弄家了，鸟人别路弄不到，鸟那地个里的啥一个没得太马的些，拍上，少的看见呀，准备，下，太，讲谁呀讲嘛，讲谁的米粒讲讲嘛，这边路啥一个没得没太呀了，就那地太，我们太孬吧不，别路谁孬。ဒီကြောင့်မှကျွန်တော်ကတာဝန်ခံဖြစ်သွားပြီ။ကျောင်းမှန်ပစ္စည်းစရင်ကောက်ရအောင်။ဘာပစ္စည်းတွေရှိလို့ပြောပါ။ဆရာလေးကပြောတယ်။ဘာပစ္စည်းမှမရှိပါဘူး။အဲ့လေဒါဆိုတော့လည်းစရင်ရှင်းတာပေါ့။စရင်မဆုပ်တော့လမ်းကြည့်တော့ဟိုနားမှာဘီယိုပူလေးရှိတယ်မွဲ66အဲ့ဒီဘီယိုလေးအဲ့ဒါလေးတော့ရှိပါတယ်။အဲ့ထက်မှဘာရှိဘာမှမရှိပါဘူး။ကျွန်တော်သွားကြည့်တယ်ဖွင့်ကြည့်ရှိတယ်။မြေပြူဖို့အခွန်တစ်ခုရှိတယ်။အဲ့မြေပြူဘူးခွန်ထဲမှာအိမ်မြောင်ဥလောက်ရှိတယ်မြေပြူခဲလေး၄လုံးရှိတယ်ကျွန်တော်သိတာမြေပြူခဲအချောင်းအဲ့ဒီเจ้าမှာအလုံးဒါလေးတွေကဘာလို့ပို့ထားတာတော့ဆံမလေးတယောက်ကဖြေတယ်မရေးမဖြစ်ရေးဖို့လို့ရင်ရေးအောင်သိမ်းထားတာအဲ့ဒီเจ้าဘလောက်ချမ်းသာအဖြစ်တက်စတာရှိလားရေးမှမရေးဘဲနဲ့ဖြတ်เสียမလိုပါဘူးဟောသူကနဲ့သူတော့ရှင်းလို့ကျောင်းပဲချိန်တက်တော့ကျမတို့မန်းလေးရလာတာရောက်တဲ့ချိန်တက်တာပါပဲကျောင်းပဲချိန်ဆင်းတော့ညနေပြန်ညနေချိန်ဆင်းလိုက်တာပါပဲဟောဒါတော့အဲ့လိုမလုပ်ပါနဲ့နှစ်ဖြင့်5စ9နိုင်တက်အောင်3နိုင်ဆင်းအောင်ကျွန်တော်စိတ်မကောင်းတာကကလေးတွေလှမ်းကြည့်တော့စက်ဖွဲပြာတွေပေါ်မှာထိုင်နေတယ်ရှေ့စာရေးကုံကလေးတစ်ပေလောက်မြင့်နေသူတို့ကျောင်းစိမ်းတွေအကုန်လုံးကျောင်းပြာဖြစ်နေပြီအင်ကြီးလေးတွေပါတက်ပြာနေပြီခေါင်းပေါ်မှာလည်းပြာလို့ဖွဲနေတယ်ဒါကတော့ကလေးတွေတော့မဖြစ်သင့်ပါဘူးကျွန်တော်တပတ်ပြည့်တော့တနင်္ဂနွေနေ့ကလေးတွေကိုမိဘတွေဖိတ်ခိုင်းမိဘတွေလာပါတယ်ကျွန်တော်ပြောပါဒီเจ้าရောက်တော့ရှားထိုင်ကြကလထိုင်တစ်လုံးမှမရှိပါဘူးမရှိချင်နေပါစေအဲ့ဒါကိုကျွန်တော်မပြောလို့ပါကလေးတွေဆက်ဖွဲပြာထဲမှာနေရကျွန်တော်လိုက်လှူခံတယ်ကျွန်တော်နီးကျွန်တော်ဟာနဲ့ကျွန်တော်ဇာတိစင်ငိုင်မျိုးကိုသွားလှူခံတယ်340ရတယ်ရွှေတကြသား200ခက်ကပသိမ်ကြီးเจ้าကိုကျွန်တော်သွားလှူခံတာအဲ့ဒီက290ရလက်သမားနဲ့ပြန်ခေါ်တတ်တာ9500ကုန်အုတ်ခင်းမယ်ထိုင်ကုန်နဲ့စာရေးကုန်ကလေးတွေအတွက်လှူချင်ကလထိုင်မလုပ်ပါမိဘတွေတအုပ်လီ30လှူပါပြောတယ်မိဘတယောက်ကမတ်တထားဟုတ်ကဲ့မရှိပါခင်ဗျမလှူနိုင်ဘူးဗျတပြတ်သားစားပါ30များရင်5ချက်2ခါခွဲလှူပါနော်5ချက်2ခါလည်းမလှူနိုင်ဘူး3ချက်2ခါ4ချက်1ခါ3ခါခွဲလှူပါအဲ့လူစိတ်ဆိုးသွားတယ်ဒီမှာကျောင်းဆရာခင်ဗျတော်နားဝေးတယ်လူပဲကျုပ်ပြောတာလုံးဝမလှူနိုင်ဘူးပြောတာဗျအစိုးရလက်ရန်ကျောင်းဖွင့်တာသူပေးပေါ့ဗျသူတို့ဘာလို့ပေးရဟောကျွန်တော်ဘေးနာဆရာလေးကဝုန်းကနေထားမလို့သူလက်ကလေးဆွဲထားထိုင်မှာဟုတ်ပါတယ်လို့ကျွန်တော်ဒီအစီရင်ခံစာရေးတင်ပြီးပါပြီပို့မှာပါသို့သောတနိုင်ငံလုံးမှာဆိုရဒီလူเจ้าမျိုးတွေဘယ်လောက်ရှိကျွန်တော်တို့เจ้าလည်းပြောတော့အဲ့ဒါဆိုရင်တော့ကလေးတွေကဒီတိုင်းတပတ်တော်မနေသင့်ဘူးကြောင်းမလို့ပါဗျာအဲ့လိုပြောတော့ဘုရားကတယောက်ကမတ်တက်ထားဒီမှာကျောင်းဆရာတွေသူတို့ဆရာလို့မခေါ်ဘူးဗျဆရာလို့ခေါ်ရင်နာတယ်ထင်လို့သူတို့ဆရာမဟုတ်ဘူးလေဒီမှာကျောင်းဆရာစိုက်ကားဆရာညင်လဲဆရာတူတူပဲခင်ဗျားလောက်ရတာလေမတန်ပါဘူးဗျခင်ဗျားသားသမီးတွေတယောက်မှမကျန်ဟိုသွားလူခံလိုက်ဒီသွားလူခံလိုက်အခုလိုမိဘတွေခေါ်ပြောတယ်လက်မဲ့ရင်ပြောတဲ့ကောင်ပြောသေးလုံမနေနဲ့ဗျဆရာရေးတယ်ကျွန်တော်လူမယ်ဗျ9000လက်ခုပ်တွေဝိုင်းတီးကြတယ်နာမည်လေးမရှိပါဘူးသေးတာဦးသေးတာသူကမထိုင်သေးဘူးမတည့်ရမဟာသဘောခမည်းကျုပ်တဲ့ချမ်းသာခမည်းလည်း9000လူလိုက်ဗျလူတွေလက်ခုပ်တီးတယ်မဟာသဘောဆိုဟိန္ဒူကလာကြီးနိုးစီချက်ယုံပိုင်တယ်နွားတွေမွေးဒိုဒီဝတ်မတ်တထကျွန်တော်သူ့ welcome လုပ်ကြည့်ကလာကြီးကပြောတယ်ဟဲ့အောင်သေးတာမင်းလှူခြင်းမင်းမသာမင်းလှူပေါ့ကွာ
ဘာကိစ္စမင်းကမင်းနဲ့ခွဲတန်းတူတူလာပြက်မလှူဘူးကွာမင်းပြောလို့ကိုမလှူဘူးငါငါဘာသာငါစဉ်းစားနေကွာ9000လှူမလို့ခုမင်းပြောလို့မလှူတော့ကွာဟာဒီကလိုက်ရရင်ထားဘလောက်ကောမလို့နားတာကလိုက်ရမထိုင်သေးဘူးမင်းပြောလို့9000မလှူဘူးပြောတာကွာကျောင်းဆရာရေးလိုက်စမ်း1000လက်ခုပ်တွေတီးတယ်ကျွန်တော်ကဈေးစစ်တယ်ကျွန်တော်လိုတာ9500ပါနှစ်ယောက်ပေါင်း1000ဆိုရင်ပို့တောင်ပို့ပါသေးတယ်မှာသဘော9000 9000ပဲလူပါကလိုက်ရစိတ်ဆိုးတယ်ဒီမှာကျောင်းဆရာတွေခမရလောက်ကစင်းရဲဖို့ပဲကျုပ်ကကျုပ်မွဲတော့နှစ်ပြငါဘူးဒီခမ်းဒီရောင်းစားခမရနဲ့မဆိုင်လူတွေလက်ခုပ်တီးပြန်တယ်ကျွန်တော်ရေးသူတို့ကိုအားကြလို့မတ်တထားတဲ့လူတွေအများကြီး3000 2000 1500 300ဘီရိုတစ်လုံးရိုးစင်တစ်စင်အစတစ်ဖြင့်လူလာဗျာလက်ခုပ်တန်ကြီးညံမစဲကျွန်တော်အဆောက်အဦတစ်ခုတောင်ဆောက်ရသေးပြန်လက်သမားတွေအမြန်လို့ကျွန်တော်ကြောင်းကလေးအုတ်ခင်းပြီးပြီဟိုးစာရေးကုန်တွေတန်းနဲ့တန်းထီဟန်ကပါတီရှင်နေနဲ့9တန်း6တန်း5တန်းတန်းနမည်လေးတွေချိတ်ဟိုးအန်ကြလိုက်တာတို့တော့ဘာပြဿနာတက်ဟိုတုန်းကတော့ကျွန်တော်တပည့်တွေကဇီးတုတ်တွေအမိုက်ခွန်နေတွေ့သမျှပြည့်ဖွဲလေးနဲ့ဖုံးဘာမှမမြင်အောင်ခုတော့မိုက်တွေဒင်းချမ်းလို့ဗျာသားတို့သမီးတို့လူတွေလိုက်မြင်မကောင်းဘူးကွကျွန်တော်ကတပည့်စီးလေးမတ်တတပည့်စီးလေးတွေဝယ်တန်းတစ်ချောင်းထောင်ပြီးမိုက်လဲကြကွလဲမှန်လဲကျွန်တော်နောက်ဆုံးမနေနိုင်3ရက်လောက်နေတော့သူတို့လူဆောင်9နိုင်လောက်ပြောင်းဆောက်9နိုင်ထိုးကနီးတော့ကျွန်တော်အကြောင်းစောကြီးရောက်တာပါကျွန်တော်အကြောင်းမှဒလဝန်လည်းမရှိပါဘူးပြတာလည်းမရှိပါဘူးစရေးလည်းမရှိပါဘူးအကုန်လုံးကျွန်တော်တယောက်တည်းပါကောင်းတယ်အလုပ်တွေကုန်ကျွန်တော်အညွန်လုပ်ရတယ်လုပ်အလုပ်တွေများလေကောင်းတယ်ကောင်းကိုမဖော်နိုင်လေကောင်းတယ်မလွမ်းတော့အားရင်လွမ်းလို့မလွမ်းရရင်ပြီးရညက်ကြလူကြီးတွေနဲ့ဆွေးနွေးအိတ်ခါနီးမှကျွန်တော်ဖိုးဖွားအိမ်မှာကျွန်တော်အိယာလေးပြန်အိတ်ဒါတော့အိတ်မပြောခင်တအားလွမ်းတယ်တနေ့လုံးပန်းတော့ကြာမလွမ်းလဲအောင်အိတ်ပြောသွားအဲ့တော့ကျွန်တော်ကျောင်းကိုစောရောက်မလုပ်ဘူးကျွန်တော်9နိုင်ထုံးကနေဒီကောင်လေးစုံပြီးဆုံးမှ9တန်းကတပြက်စီကိုယူတယ်9တန်းနဲ့မိုက်လဲလာလက်ပိုက်ကြည့်နေကြတယ်ပေးဆရာကျမလဲမယ်ကျွန်တော်လဲမယ်တောင်းဝိုင်းကြည့်လဲ9တန်းကမိုက်ကုန်လဲပြီးတော့6တန်းကောင်နေလာဆောက်ဆရာကျွန်တော်တို့ခန်းလာမယ်သိပါတယ်ခုလာပါ9တန်းလဲပြီးကျွန်တော်6တန်းကိုလဲလက်ပိုက်ကြည့်ကောင်းတယ်ကြည့်ကောင်း6တန်းပြီးကနေတော့9တန်းကောင်နေလာပြီဆရာ9တန်းအေးပါသိပါတယ်9တန်းလဲနောက်တနေ့လဲကျွန်တော်အဲ့လိုပဲလဲဒီကောင်နေလိုက်ကြည့်ကျွန်တော်တပည့်လေးတွေဘယ်လောက်ညာချစ်ဖို့ကောင်းတယ်လေ3ရက်မြောက်နေ့မှာတပည့်စီးတစ်ချောင်းကိုလူတယောက်ကင်ထားတာကြစ်ပါအောင်ဆုပ်တာအစောကြီးလာဥထားသူကလည်းမလဲဆရာမလာသေးလို့ဆရာမြင်စေခြင်းနဲ့မြင်စေဆရာမြင်မှလဲကျန်တဲ့ကောင်တွေကတပည့်စီးလာတော့မရအောင်ပဲကျွန်တော်လည်းရောက်ပြီလှမ်းကြည့်တော့ဒီကောင်လဲတော့တာကျောင်းဆရာဘယ်တော့လှုပ်ရှုပ်ကလေးတို့ကိုချီးမွမ်းမှုမပြတ်ကွက်ပါနဲ့ဒီနေ့တပည့်ဆရာမလဲရဘူးလားကွာလဲရမင်းလဲမှလားကွာဟုတ်တယ်လိမ်မာလိုက်တာငါတပည့်ရပခုံးကလေးပုတ်တိတ်နှစ်သက်တာပဲသူနှစ်သက်တယ်နော်ချီးမွမ်းတာသဘောကျ6တန်းကကောင်ကလည်းလှမ်းကြည့်လဲနေပြီအဲ့ဒီကောင်သွားပခုံးပုတ်9တန်းကောင်သွားပခုံးပုတ်လဲကြကလေးချီးမွမ်းရင်လိမ်မာတယ်ကလေးမို့လူကြီးတောင်လိမ်ချီးမွမ်းတာကြိုက်တယ်ကျွန်တော်ချီးမွမ်းတာကြိုက်တယ်ဘယ်သူမှကျွန်တော်မချီးမွမ်းတာကြိုက်ရင်ကျွန်တော်မိမပြောရတယ်ငါလည်းဘယ်သူမှလည်းမချီးမွမ်းကြဘူးမိမဟုတ်ပါရဲ့ငါ့ကိုကြာတော်လိုက်တာနော်ဘာမှမဆိုင်6တိုက်ကြီးပဲ
အဲ့ဒါကြီးဘာမှမဆိုင်ဘူးဆိုပြီးတော့မြန်သဘောမကျဘူးမထင်ကြတယ်တဲ့ပြုံးလို့သဘောကျလူချီးမွမ်းတာကြိုက်တယ်အနောက်တော့ကျွန်တော်ကစိတ်ကူးရတယ်ဗျအမိုက်ပုံးလေးတွေဝယ်တရန်တပုံလိုက်ချတပည့်တို့မင်းတို့အမိုက်တွေလဲရဆိုအမိုက်တွေတွေ့ကြချတာကိုကွာဟောဒီပုံးလေးတွေထဲကွာလဲတောင်နည်းနည်းပဲချက်မှာပေါ့ကွာထဲလဲတော့လဲတယ်အမိုက်တော့တွေ့ရပြည့်ကျွန်တော်ကနောက်တော့ဒီကောင်ကြီးမြင်တဲ့ချိန်အဲ့ဒီမိုက်တွေလိုက်ကောက်မိုက်ပုံးတွေထဲနေ့တိုင်းကောက်လှမ်းကြည့်3 ရက်မြောက်နေ့မှာဒီကောင်ကြီးလှုပ်ပြန်ကျွန်တော်အကြောင်းနဲ့ဝင်သွားတာနဲ့အမိုက်တစားကိုလူတယောက်ရက်ဆောက်မကောက်ဘူးကောက်ဒီပြန်ကောင်းတယ်လားမလုပ်နဲ့မကောင်းနဲ့သူမိုက်သူမှတ်ပုံတင်ထားတယ်သူမိုက်ကျွန်တော်လာတာမြင်မှလှမ်းကြည့်သေးတယ်ကောက်ပတ်ထက်ငါတို့ပဲအမိုက်ကောက်နေလားကွာဟုတ်တယ်ဆရာလိမ္မာတယ်ကွာနောက်တော့ကျွန်တော်တပည့်လေးတွေကျွန်တော်မြင်မမြင်အမိုက်တွေကောက်ကြလာတယ်ဒီကြောင့်လုံးကိုရှင်းလို့ကျွန်တော်ကြည့်မကြည့်အမိုက်တွေလက်ကြပါချစ်ဖို့ကောင်းလိုက်တာချစ်ဖို့ကောင်းလိုက်ရွာလေလန်းကိုကျွန်တော်လျှောက်လာရင်အိမ်တဲ့ရဲ့လမ်းអော်အိမ်ကဆရာကြီးကျွန်တော်သက်29နှစ်ပါဗျာလို့ထူပါတယ်နောက်တိမ်ရှိရခေါ်ပြန်ပြီဆရာကြီးဗျာအိမ်เนี่ยလည်းကတ်နေဗျာဆိုင်လောက်ထူတော့မောသွားဆက်တိမ်ကကောင်ဆရာကြီးမထူနားလိုက်ဦးဆက်နေအိမ်ကဆရာကြီးထူ73အိမ်ဟောငါလည်းကလေးတွေခေါ်နေတာမထူပဲနဲ့သွားနေအာနာကိုကောင်းတာဗျာထူလိုက်14အိမ်15အိမ်ဆက်ထူကြောင်ရောက်သွားနေ့လေကြတော့ကလေးအမေနှစ်ယောက်ငိုးကြောင်ရောက်လာဆရာကြီးကမျက်နှာလိုက်တဲ့တော့တလန်းလုံးတော့ထူတယ်တော့တို့ကလေးနှစ်ယောက်ခေါ်တာတော့မထူဘူးတော့ဟောဟုတ်တယ်မောလို့နားလိုက်မိတာပါမနေ့ဖြင့်ငါစပြီမနာတော့ပါဘူးနော်ချစ်စရာကောင်းတယ်နော်အဲ့ဒါကလေးတွေကလောကသေးသေးဖွဲဖွဲမဟုတ်ဘူးအကြီးကျယ်ကြီးတွေဗျလောကအလှတရားတွေနှစ်သက်ဖို့ကောင်းတယ်ကျွန်တော်တပည့်တွေနဲ့ကျွန်တော်နဲ့ချစ်တယ်ဗျာဟိုညနေကျကျွန်တော်ဘောလုံးကန်တပည့်တွေသင်ပေးကျွန်တော်ဘောလုံးသမားတွေဒုပြုတ်ပြီမဲ့သင်နိုင်တာပေါ့တပည့်မာတွေကဆရာကြီးကမတရားဘူးကောင်းလေးတွေတော့ဘောလုံးကန်သင်ပေးတယ်သမီးတို့လည်းကစားသင်ပေးဟုတ်တာပေါ့ထုတ်စီတို့ကွင်းလေးလို့ထုတ်စီတို့မြို့နယ်တိုင်းတွေမှာကျွန်တော်ကောင်းနေကြည့်ရတာကျွန်တော်သမီးတွေကြည့်ရတာဒီလိုနဲ့ကလေးတွေအိမ်တိုင်းရောက်ခရီးပေါက်ကျွန်တော်တပည့်တွေရှိတဲ့အိမ်တိုင်းကျွန်တော်ရောက်သွားတယ်17ရွာရှိမင်းမြို့တက်တဲ့ကြောက်ချောရွာထင်းခုတ်စားဆင်းရဲတဲ့ရှားကြီးလာတယ်ဟဲ့ပြောကြအမေတယောက်ကငိုရှားကြီးတပည့်ညာကျော်အိမ်မှာငိုနေတယ်ရှားကြီးအိမ်ခေါ်ခြင်းနာအိမ်ကမကောင်းလို့အိမ်မဆောက်လို့ငိုနေတယ်ဖေနဲ့မေရန်လုံနေတယ်အေးတော်စလာခုသွားကျွန်တော်တပည့်လေးမငိုရအောင်လို့လိုက်သွားသူ့အိမ်ရှိရောက်တော့ကျွန်တော်ငိုရမယ်ကိန်းပါပဲအိမ်ထဲဝင်မှု၄ဘက်ထောက်ရတော့မယ်ကံကောင်းတဲ့အိမ်ရှိမှာဇောင်းညမ်းမင်းကလေးဝိုင်းဟိုအရေးကလေးကလည်းကောင်းလိုက်တယ်လေကလေးကအေးလို့ဒီအောက်မှာထိုင်ကြတာပေါ့အိမ်ရှင်ယောက်ျားဝင်းတာသွားတယ်ထွက်ပေါက်ရဟုတ်တာပေါ့ဟာဖြာကလေးယူခင်မမိမဖြာကလေးယူလိုက်ဖြာကလည်း၄တောင်ဆက်မဟုတ်ပါဘူးဒီဟိုကျွန်းမြေပုံနဲ့တောင်တူပါလေအနားရီစုပ်ပြဲလို့နေရာလေဟာဖြာကောင်းလေးသွားယူစမ်းမှာဟိုဒီဖြာလေးကချောတယ်ချက်ကျွန်တော်ထိုင်မယ်မြန်ထိုင်ရအကောင်းကလည်းမရှိပါဘူးရင်နှွေးချမ်းယူကြည့်ပါဆရာကြီးကိုတက်ရောက်ယောက်ျားလောကကောင်းတယ်မြေခရာအိုးကြီးရောက်လက်ဖေးပကံကနှခမ်းပဲ့ကျွေပကံနေပကံကလည်းဟာနှခမ်းကပဲ့လို့ဟိုဈေးတဲ့တော်ဘူးမတွေသွားပြီးအကောင်းငှားစမ်းမှာသူမိမပြန်ပြောတယ်အဲ့ဒါတော်ဘူးမအိမ်ကငှားလာတာပဲတရားလုံးမှဒီတလုံးရှိမလို့ရတယ်ပဲ့လို့စီစမ်းမှာရွှဲဆန်းခဲ့မိမကဆန်းလာ10စီမှာ1စီပဲစီထိနေရာလေဟာရွှဲဆန်းမှာဆိုမှသွားပြန်ဆန်းကြီးအောင်မိမပြန်ပြောတယ်အဲ့ဒါပလင်းထဲမှာရှိတယ်အကုန်လောင်းလာတာပဲရပါတယ်
ကောင်းပါတယ်ကျွန်တော်စားပါကလေးတွေနဲ့မိဘတွေနဲ့ပြောရင်းနဲ့ဘာသိကြရတော့ကျွန်တော်တပည့်လေးတွေမနေ့4 နာရီထင်းကားနဲ့ထကျောင်းလာရရှာတယ်ပတ်စကားတွေကမတင်ကျင်ဘူးပတ်စံမရဘူးပတ်စကားစဉ်ဥက္ကဋ္ဌကိုကျွန်တော်ခေါ်ပြောပါတယ်မေတ္တာကရတယ်ဆရာသူကားပိုင်ရှင်တွေခေါ်ပြောစေရနာကောင်းတဲ့ကားပိုင်ရှင်ကနှစ်ဖြင့်ငါမနေ့ကစပြီးကျောင်းချိန်7 နာရီကျွန်တော်ကားလို့ကျွန်တော်ဒရိုင်ဘာစပယ်ပြောတာကလေးတွေကိုမညူစွာစရာဘူးကောင်းစွာတင်ပေးရကျွန်တော်တပည့်လေးတွေကျောင်းရောက်တော့ဈေးဆိုင်တန်းမှာတရေအိပ်ရတယ်အဲ့ဒီနေရာစမအိပ်ရအဲ့လိုနည်းနဲ့ဗျာကျွန်တော်တပည့်တွေကိုကျွန်တော်ချက်လိုက်တယ်ငွေကြိုက်သေးတာတွေများလို့ကျွန်တော်ကျမ်းမာရေးမှုနဲ့တိုင်ပင်ပြီးတော့ရှေးဥဒုနာပြုနေသင်ပေးကလေးတွေကိုကျမ်းမာအောင်နေသင်ပေးဒီရွာကသဘောကျတော့ဟိုဘက်ရွာတွေကလာခေါ်အဲ့ဒီရွာတွေပါလိုက်ပြီးလုပ်ပေးတညနေမိဘ10 ဦးရောက်လာတယ်သူတို့ကလေးတွေအင်္ဂလိပ်စာညံ့ဆရာအင်္ဂလိပ်စာကျူရှင်သင်ပေးပါတယောက်30ပေးမယ်10 ဦးရှိ10 ယောက်ငွေ100ရကျွန်တော်လာက185ကျပ်အဲ့ဒီ100နဲ့ပေါင်းရင်285ကျပ်ရွှေ9 မူသားလိုချင်တယ်လူပြလောဘရှိပါလေအေးသင်ပေးညနေကျကျွန်တော်တို့ရဲ့အားလုံးတန်တန်နဲ့မှဆုလိုက်မင်းတို့စာအင်္ဂလိပ်စာသင်ပေးမယ်ကျူရှင်ပေါ့ကွာမင်းတို့အင်္ဂလိပ်စာညံ့သင်ရင်တဲ့ကောင်လက်ညှိုးထောင်းအကုန်ထောင်းတယ်မသင်ရင်တဲ့ကောင်လည်းတယောက်မှမရှိအဲ့တခုတော့ရှိရနော်ကျူရှင်ကတော့ပေးရမယ်ကွာပြုတ်ကြသွားလက်ညှိုးဆိုတဲ့အတိုင်းတကယ်ညှိုးကြသွားကျွန်တော်လှမ်းကြည့်10 ချောင်းကြံကိုမြင့်မောင်ကိုအားကြတဲ့လူပတ်စံပေးနိုင်တဲ့ကောင်ကြီးတော်ကြမပေးနိုင်တဲ့ကောင်ကြီးလျှော်ကြမင်းလုံးမလားကျွန်တော်မင်းတပည့်တို့ဆရာပြောတဲ့ကျူရှင်ကတနေ့ပေးတဲ့စာတနေ့ပြီးအောင်လုပ်ရမယ်လို့ပြောတာကွာအဲ့ဒီကျူရှင်ကပေးနိုင်ထောင်ကြကွာအကုန်ပြန်ထောင်အားလုံးကိုကျွန်တော်သင်ဟိုကောင်10 ယောက်ကလည်းမပေးတော့ပါမပေးရင်နေကလေးတွေအကုန်လုံးကိုသင်ပေးတညမိဘတွေနဲ့ကျွန်တော်ဆွေးနွေးနေတော့ညညကျင်ကလေးတွေက50 လောက်ရှိတယ်ဗျဖိုးဖွားအိမ်ကိုလာတယ်ပုံပြောရတယ်2 ပုံလောက်ပြောပြီးမှပြန်တယ်ကျွန်တော်လူပြိုပဲဗျအဲ့တုန်းကဒီရွာမှာနေတာပဲပြောနေတာပေါ့ပြီးရင်ကျွန်တော်မိဘတွေနဲ့ရွာရေးကျွန်တော်ကျောင်းကိစ္စဆွေးနွေးအဲ့လိုဆွေးနွေးနေတော့ကလေးတယောက်ရေရွှင်းကြီးတဲ့ကြဘုံကလေးတယောက်ရေရွှင်းနဲ့ကြတယ်မိဘတွေကိုကလေးကိုခေါ်ကြဖိုးကြည့်ရေဖိုးငယ်ရေအေးမြရေထွေးခင်ရေငါကလေးတွေစုံမြက်နင်တို့ကလေးတွေကြည့်အောင်ဟဲ့ရှာကြအောင်ဟဲ့ဘယ်သူမှရေရွှင်းနဲ့မစင်ကိုကလေးကိုရှာကျွန်တော်ကတော့အဲ့လက်ဖက်ဆိုင်နေပြေးရေရွှင်းနဲ့ဆင်းကလေးတယောက်ရကျိုးတွေနဲ့ကလေးရောကျွန်တော်ဆွဲတင်ညကျမကြီးမှုရောက်လာတော့ရှေးဥဒုနာပြုနဲ့ပြုစုကျမကြီးမှုကလည်းကျွန်တော်နဲ့တော့ခင်ပါတယ်ဒါကြိုးအကျိုးလောက်ကြကလေးမသေးပါဘူးနောက်နေ့ကျအဲ့ဒီမှာမြောက်တက်ကလာပြီးခြံလှုပ်ရှားနေတဲ့တက်ကြက်ကြီးအထွက်ပေါ့တက်ကြက်ကြီးဟောင်းတယောက်ကပြောတဲ့စကားတရွာလုံးပြန့်သွားပါလေကလေးတယောက်ရေရွှင်းနဲ့ကြတယ်ဆိုတော့မိပါလေကိုကလေးကိုရှားလိုက်ကြဘယ်သူမှရေရွှင်းနဲ့ဆင်းဖို့မရဘူးကျောင်းဆရာကရေရွှင်းနဲ့ဆင်းရတယ်ဆရာကတော့ဆင်းရမှာပေါ့တရွာလုံးကသူ့ကလေးကြီးကိုအဲ့ဒီစကလုံးလေးလှလိုက်တာကျွန်တော်သဘောကျကိုချီးမွမ်းလို့မဟုတ်ဘူးဆရာဆိုတဲ့ definition ပြတရွာလုံးသူကလေးကြီးအဲ့လိုနဲ့ဗျာကျွန်တော်ကလေးတွေကိုချစ်တယ်ကျေးဇူးတင်တယ်ဘာကြောင့်လဲသူတို့ကြောင့်မို့လို့ကျွန်တော်ချစ်သူလွမ်းရတဲ့ဝေဒနာသက်တာတွေသက်တာအများကြီးပါဗျာပြောရင်ကျွန်တော်ချိန်ငဲ့ပြီးထုတ်လိုက်ပါတော့မယ်နောက်တော့ဆံမလေး2 ယောက်ကခွင့်ယူငါပြန်မလာဘူးခွင့်စာလေးတင်ခဲ့လုံမနေပါနဲ့ဆရာလည်းကိုချင်းညက်နေတယ်သူတို့ကျွန်တော်ကိုမယုံသေးလို့မချက်ပါတယ်သို့တော့ခွင့်စာမတင်သွားကြကျွန်တော်ပြောတာတယောက်လာစင်ပြကြရှိလို့ပါရှိအောင်လို့ပါဒီကြောင့်မျိုးဘယ်မှမစစ်ဘူးနောက်တစ်နေ့ကျမလာဘူးစစ်တယ်ခိုင်ပညာဝင်ရောက်ကျွန်တော်လည်းမသိဘူးအစ်စ်ပြသူကလည်းငကုံငယ်အောင်ဆောင်းလာတယ်လွယ်အိတ်ကိုဝှေ့ပြီးတိုက်ပုံမပါဘူးကျွန်တော်လည်းဆရာဇပွဲမှာသွားထိုင်
ကျောင်းသားလူချင်းနေကျောင်းအမှန်မဲ့လို့ထိုင်မှာခိုင်ပညာဝင်ထိုင်ခိုင်းထိုင်နေဆရာမနှစ်ယောက်မရှိတော့အဲ့တန်းနဲ့ဝုန်းတိုင်းကိုကျဲလို့စူပွက်ခုံနေလဲကြအော်ဟစ်ပြေးကြလွှားကြကျွန်တော်ခိုင်ပညာဝင်နဲ့တွေ့တော့မှကိုပဲပြေးလာပြီးတော့ဆရာတော့အဲ့ဒါရောက်နောက်တစ်ယောက်ကနှစ်ချောင်းသူကိစ္စနဲ့သူသွားနောက်တစ်နှစ်ယောက်လွတ်တယ်၄ယောက်လွတ်တယ်၈ယောက်အဲ့ဒါနဲ့ခိုင်ပညာဝင်ကပြောတယ်ခဲအကြောင်းကအနည်းခင်ဗျားဒီကြောင်းအကြောင်းအုပ်လာတယ်ကျွန်တော်ကဟုတ်ပါတယ်ပြောညာချင်းလို့မဟုတ်လူတယောက်ကလေးနှစ်ယောက်ခေါ်လာပြီးမှကြောင်းအုပ်မဟုတ်ဘူးလို့ပြောရတယ်ပြန်ခေါ်သွားတယ်ကြောင်းအုပ်မရှိတဲ့ကြောင်းမထားဘူးကွာကြောင်းကလေးလိုချင်လို့ဟုတ်ပါတယ်လို့ပြောတယ်ခင်ဗျားကြောင်းကလည်းဆူလိုက်လာဒီနေ့ဆရာမနှစ်ယောက်မလာလို့ပါဆရာမနှစ်ယောက်ကဘာလို့မလာလဲဒီလိုရှာရှည်တာကြောင်းအတ္တကိစ္စပြောတာမို့သူတို့တငယ်ချင်းမင်္ဂလာဆောင်လို့ပေါ့ဗျကျွန်တော်စိတ်မရှိခွင့်တိုင်သွားလာသူနဲ့ပါဆိုင်လို့မတိုင်မဟုတ်ဗျာနားလည်မှုဆိုကြောက်ခမ ्या ကိုရေးယူပြီသူဝုန်းနဲ့မတတ်တာသေပြီကျုပ်ခိုင်ပညာဝင်သိဗျကျောင်းနေစီကံမရှိကြလာဆက်ခမ ्या ကြောင့်တော်ဆိုးတာအဲ့တော့ကျွန်တော်သိပြီတကယ်တော့ကျွန်တော်အကြောင်းမဟုတ်ပါဘူးမရဘူးလေခုနကခမ ्या ကျောင်းဦးလို့ပြောပြီအရေးထဲမှာစာချုပ်မိနေသေးကျွန်တော်လူကြီးမင်းကိုကျောင်းအမယ်ကလေးမှတ်လို့ကလေးအမယ်မိဘမှတ်လို့ပါကြောင်းမလို့မဟုတ်ဘူးပြောမိလို့ကလေးပြန်ခေါ်သွားတယ်ကျွန်တော်ကျောင်းသားလူချင်လို့ပါအဲ့လိုပြောတော့သူနည်းနည်းသနာသွားတယ်ခင်ဗျားလို့ရတာလည်းမလွယ်ပါလားဒါပေမဲ့အဲ့ဆရာမနှစ်ယောက်တော့ကျွန်တော်ထုချေလွာတောင်းခဲ့မယ်ဗျခင်ဗျားကျွန်တော်ဒီမှာလေရန်ကျောင်းဦးလည်းမရှိအလေရန်ပြလည်းကျွန်တော်တယောက်တည်းမနိုင်မနှင်းမူလာရန်ပြလည်းမပြည့်စုံအောင်မရှိနှစ်ယောက်မလွဲတာမဆောင်တာပြတ်တယ်နဲ့ဒုက္ခအဲ့ဒီခက်ခဲတွေတင်ပြီပါဗျာကျွန်တော်ခွင့်ထုချေလွာတောင်းခဲ့မတောင်းမှနေဗျာမတောင်းလို့မရဘူးဗျာခင်ဗျားနောက်အချုပ်လို့ကောင်းလို့ထုချေလွာရေးရင်တော့ခိုင်ပညာဝင်မင်းသူတို့ခွင့်လွှတ်လိုက်ပါနော်ကျွန်တော်စိတ်နေလိုက်နေသေးသူပြန်အဲ့ဒါကြောက်ကိစ္စခိုင်းနေမဆိုင်ဘူးသူပြန်တင်းသွားတယ်နောက်နေ့ကျဆံမလင်းနှစ်ယောက်ငိုလိုက်ကြတာအဲ့ဒီနောက်ကောင်းသွားပါတယ်သူလည်းခွင့်မတိုင်တော့ပါနောက်တော့လာပြန်ပြီအဲ့ဒါတယောက်တပည့်မလေးကဆရာကြီးအဲ့ဒါတိုက်ပုံနဲ့ဗာနဲ့ကုန်းလေးတစ်မျိုးနဲ့ထွက်ချူထိုင်မှခင်ဗျဒီလိုကျွန်တော်သိတယ်တိုင်းပညာဝင်လည်းမဟုတ်ခိုင်ပညာဝင်လည်းမဟုတ်သိကြတယ်ကြောက်အမယ်မိဘကလေးလိုချင်တယ်ကျွန်တော်ထိုင်မှခင်ကျွန်တော်ကြောက်ဦးနေမှာထိုင်အဲ့လိုကျွန်တော်ပြုံးဘာကိစ္စရှိလဲခင်ဗျဘာကိစ္စမှမရှိပါဘူးပြုံးလို့ပဲကုန်းလေးကတစ်မျိုးနဲ့ကျွန်တော်ဘာမှကူညီရမလဲခင်ဗျဘာမှကူညီစရာမလိုပါဘူးပြုံးမြန်ပြီဒီလိုစိတ်မှနှံ့ရလားမသိအဲ့လိုဆိုရင်တော့ကျွန်တော်ကလေးတွေကိုစာသွားသင်မရစေကျွန်တော်မှအလယ်တန်း3တန်းရှိတာတယောက်တည်းနဲ့လူပတ်ချသင်နေရအဲ့လူကသင်တာပေါ့ထိုင်ပါဦးနည်းနည်းတော့ရင့်တယ်ထိုင်ပါဦးဆိုကျွန်တော်ထိုင်ကျွန်တော်ဒီเจ้าရဲ့เจ้าအုပ်ဆရာကြီးပါကောင်းလိုက်တယ်နော်ဝတ္ထုပြเจ้าအုပ်ဆရာကြီးပါကျွန်တော်တိုင်းပညာဝင်နဲ့ခိုင်ပညာဝင်ကလွတ်လိုက်တာပါအဲ့ဒီเจ้าမှာအဲ့ဒီဆရာလေးရှိလေမင်းသွားသူခိုင်းတာတွေအားလုံးမင်းသွားလို့သူအဲ့လိုပြောတာတကယ်ဝတ္ထုမှာဒီလိုပြောလို့မရဘူးလောကမှာတကယ်ဖြစ်တယ်ပိုဆန်းတယ်ဆိုအဲ့ဒါကျွန်တော်ဝုန်းနဲ့ထိုင်ဆိုင်မဟုတ်ပါဘူးဒီဘက်လာပါခင်မထိုင်ဘူးခင်ဗျဆက်ထိုင်သူအဲ့လိုပြောဖို့မကောင်းဘူးတိုင်းပညာဝင်နဲ့ခိုင်ပညာဝင်အဲ့လိုမှားဖို့မကောင်းဘူးကျွန်တော်နားလေကျွန်တော်ကမြန်အသုံးမကျတဲ့ကောင်ဆိုရင်ဆရာကြီးကိုမယုံမသိလို့မှာပေါ့ဆရာကြီးကမြန်ခညံ့ညံ့လူဆိုရင်ဒီကောင်ကဘာကောင်လဲငါကသူခိုင်းတာဘာလို့လုပ်ရမလဲငါအကြောင်းဒီကောင်အလဲတန်းပြတွေ့ကြသေးတာပေါ့ဦးချိုးပြလိုက်ရောက်ချင်းဆောက်နေထွင်းကျွန်တော်တို့နှစ်ယောက်စလုံးစိတ်ဆင်းရဲချစ်စရာပြောစရာဝန်းဝိုင်းလေးဖြစ်တယ်ကျွန်တော်အကြောင်းကလေးပြတ်သွားတော့မယ်ကောင်းလိုက်တဲ့ဆရာကြီးဆရာဒီမှာလာထိုင်မထိုင်ပါဘူးဆရာအဲ့ဒီမှာဆက်ထိုင်ပြီးတော့အခုလောက်တဲ့အတိုင်းအကုန်လောက်ပါအောင်မြင်နေဗျာ
ကျွန်တော်ဘာလုပ်ရမလဲကူမယ်ဗျာဆရာကြီးအခုလုပ်တဲ့အတိုင်းကျွန်တော်အကုန်လုပ်ဆရာကြီးထပ်ခိုင်းတာကျွန်တော်လုပ် management ကျွန်တော်မကျွမ်းကြောင်းအုပ်ချုပ်ရေးကျွန်တော်မှအဲ့ဒီပညာတွေမသင်ခဲ့ချက်ချင်းမကလေးတယောက်လာဝဲဥသေးတာရှိကိုစာရေးမနှက်ဖြင်ကလက်တန်းပါတဲ့ကျိန်တိုးကလထိုင်တစ်လုံးလှူပါကျွန်တော်ထိုင်းနေတာသက်သားကလထိုင်လက်တန်းမပါဘူးအဲ့ဒါကစက်တဲ့အရာရှိမှထိုင်ရတယ်ဘုရုံးကခုတော့အကုန်ထိုင်နေပါကျွန်တော်တို့ခက်ကကျွန်တော်သက်သားကလထိုင်လေးနဲ့ထိုင်နေတာအခုဘက်ကားကြောင်းလာပြီးကျွန်တော်ဆရာကြီးကိုကျွန်တော်ထိုင်နဲ့ကလထိုင်ပေးထိုင်မခိုင်းနိုင်ဘူးဥသေးတာနောက်တနေ့မနေ့10နှစ်ရောက်ထိုင်မှာဆရာကြီးကျွန်တော်တို့နှစ်ယောက်ချက်လိုက်ကြတာတိုင်နိုင်ပင်မင်းလို့တော့ကြောင်းကလေးတိုးတက်လိုက်သူရောက်ပြီး3လကြာကျွန်တော်ပြောင်းရွှေ့မိတ်စာရပါလေပြောင်းရွှေ့မိတ်ကလည်းထူးထူးဆန်းဆန်းသားတို့ကိုပြောချင်တယ်ဆိုတာမင်းဘယ်နှရောက်မင်းလုံနိုင်တယ်အကောင်းဆုံးနေလို့စူးစမ်းလို့စိတ်ကောင်းရှိပါကျွန်တော်အဲ့လိုလုပ်တဲ့ခါကျတော့ကျွန်တော်သင်တန်းတစ်ခုရွေးချယ်ခံရတယ်အဲ့ဒီသင်တန်းတစ်ခုရန်ကုန်သွားတက်ရတယ်အဲ့ဒီသင်တန်းမှာလည်းကျွန်တော်စူးစမ်းတော့စာအမှတ်တွေမှာပထမရပရိဟိတအများနဲ့ပတ်သက်တာတွေနဲ့နာခံတော့သင်္นานသား90လုံးကအကြိုက်ဆုံးတယောက်ကိုရွေးပါလို့သင်္นานဆင်းတဲ့ကရွေးတော့ကျွန်တော်နာမည်ရွေးကြဒါမျိုးလူရှားပါတယ်ကွာဆိုအဲ့အကြောင်းမှာဆရာပြန်ခန့်လက်ထောက်ကတိကခန့်နော်တက်ကစိုးဟာနောက်ကျသွားတယ်ကွာစောစောကခန့်ဘလောက်ကောင်းမလို့အဲ့ဒါနဲ့အဲ့ဒီစာဆရာကြီးကပြောတယ်ဆရာဒီနေ့ညနေမိထားနဲ့ပူရာလိုက်ပို့လက်မှတ်ပါပါတယ်ဆရာတပည့်တွေကိုတော့မပြောပါနဲ့ဦးမြညနေ3နာရီထိုးကနေမှနှုတ်ဆက်ပွဲလေးလုပ်ပြောင်းရတာပေါ့ကျွန်တော်တို့နှစ်ယောက်ရုံးခန်းထဲကထွက်တာနဲ့ကျောင်းထောင်သားလေးတယောက်လက်ပိုက်ပြီဆရာကြီးရန်ကုန်ပြောင်းရမယ်ဆိုတာဟုတ်ပါလားခင်ဗျဟောထိတ်တန်းရှိုးဝဲဆိုတာအဲ့လောက်မြန်မာတွေပေါက်သွားကျောင်းကြီးကမညာကျကျဟုတ်တယ်ကွာကလာမင်းတို့ကောင်နေခုံနေစီကြပတိရှင်နေဖဲကြထိတ်မချထိုင်ဆရာတပည့်နှုတ်ဆက်စကားပြောလိုက်ပါဗျာလွမ်းเสียကောင်းမှစိုးလို့လွယ်ပေါ့ပြောတာတပည့်တို့ဝန်ထမ်းဆိုတာပြောင်းရတာထုံးစံမှာကွာဘာမှမဆန်းပါဘူးကျွန်တော်ပေါ့လွယ်ပြောတယ်ချက်ပြောင်းသွားလို့လွမ်းเสียမရှိပါဘူးကွာဆရာပိုကောင်းတဲ့နေရာကိုပြောင်းမှာမင်းတို့ပြစ်ထားခဲ့မှာဟောဒီဆရာကြီးနဲ့ဆရာမတွေမင်းတို့ဆက်စာသင်ပေးမှာကွာသူတို့ကိုချစ်ကြလေးစားကြဆရာကတော့သွားပြီဆိုတော့မင်းတို့ထားဖြစ်ခဲ့နှုတ်ဆက်တယ်ငါတို့ဒါပဲနော်ပေါ့ပြောတာဆရာကြီးကသိကဲမင်းတို့ဆရာနှုတ်ဆက်ပြီးရွယ်တို့ဒီနေ့ကျောင်းပိတ်ပေးလိုက်ပြန်ညာအဲ့ဒီကောင်တွေလှုပ်ငုတ်တုတ်ငိမ့်နေဒါဝတ္ထုရေးဆရာလှုပ်လို့မရဘူးကျောင်းကြီးကဆရာဒီကောင်ကြီးကလည်းပြန်ခိုင်းလို့မရခဏထိုင်ပေးလိုက်ပါဗျာ15မိနစ်လောက်ဒီကောင်ကြီးကြည့်ပါစေကျွန်တော်တော့မကြည့်ချင်ဘူးဗျာနောက်ဖက်ဝင်သွားနောက်ထိုင်ပြီးငြိမ်လို့ကောင်မလေးတယောက်စီရှိုက်တန်ထွက်လာဘယ်နာကောင်ရဟဲ့ရှာကြီးကငိုတာမကြိုက်ပါဘူးလို့ပြောတာမကြောက်ငိုနဲ့သူတို့မငိုကြလို့မငိုတာမဟုတ်သူတို့ချစ်တယ်ရှာကြီးအပြစ်မမြင်စေချင်ဘူးအဲ့ဒါမျိုးတွေကျွန်တော်ဘာမှအများကြီးအကြောင်းပါဘယ်ကလေးအပြစ်ရှိတယ်ရိုက်ရမယ်ပြစ်ဆရာမတွေကရိုက်ပါကျွန်တော်အဲ့ကောင်ခေါ်ပြောရိုက်ရသူကျွန်တော်ချက်တာနောက်တစ်ခါဆရာကြီးအပြစ်မြင်မှမဖြစ်เสียဘူးဆရာကြီးအဲ့လိုဒီကလေးတွေဒီကောင်လောက်တာကျွန်တော်ဟတ်ထီကမလေးလည်းမငိုတော့နောက်ထပ်လူမဲ့မငိုတော့ပါ15မိနစ်ကြာတော့ဆရာကြီးပြန်လာကဲမင်းတို့15မိနစ်ပြည့်ပြီဘယ်လိုပြန်ညတော့ပြန်ညပိုးတန်မြင့်ပြောလှုပ်ငုတ်တော့ငိမ့်ကြည့်ဆရာဒီကောင်ကြီးကလည်းပြန်ခိုင်းလို့မရဘူးနောက်ဘက်ကဆရာလို့ဖို့ကံပက်တယ်သွားကြည့်လိုက်ပါဦးဗျာကျွန်တော်လည်းသူတို့ရှိရထွက်ပြေးခွင့်ရတော့ဝန်တာနောက်ဘက်သွားကျွန်တော်အဲ့တော့လူအားပေးဆရာလေးတွေကျွန်တော်တို့မနိုင်မနေဖြစ်ပြီးတယ်ကျွန်တော်ဆရာကြီးခေါ်တော့လူအားပေးတွေပါရှိပါတယ်ရွာကျွေးပါတယ်နေ့လည်းစုစားတဲ့ဇပွဲရှည်ကြီးမှာသူတို့ကတော့ကိုတချမ်းလေးတွေကိုတပိုင်းလေးတွေမှောက်ပြီးတော့
တသိမ့်နေသူတွေလုံနေကြကိုလေးတွေလှုပ်ကျွန်တော်ဆရာလေးသူ့ကြောလေးကပို့လှုပ်ပါတယ်ကျွန်တော်ခန့်ထားတဲ့ဒလဝန်ကြီးဟိုးတောက်မှာအုတ်ခင်းပေါ်မှာဖင်ချထိုင်ကျောင်းဘက်ဆေးလေးကြီးကိုတအားကုန်စုပ်ဖွာနေဘလောက်ဖွာလို့မီးတွေထတောက်မငိုအောင်လို့ကြိုးစားနေမီးတွေတောက်လို့ပါဝါမျက်ရည်တွေကျအဲ့ဒါကိုပစိုးနာလေးနဲ့သူ့ကြာကြည့်ရင်ကိုငိုမိနိုင်တယ်ကိုထုတ်တဲ့အမိတ်ကြည့်ချင်ပြန်ထွက်လာပရင်းမောက်တိုင်းမှာသားတယ်မိတွေရွာတဲ့ပြေးလာကြတာကလေးတွေကရစ်ချခွင်ချီလို့ဈေးဆိုင်တန်းကပေါက်ကြတာတပေါက်ကို3ယောက်နှုတ်နေရာယူပြီးတော့အောငိုကြတာကျွန်တော်ကောင်တွေလှဲ့ကြည့်ကောင်းတယ်ငိုပါစေသူတို့ကငါတို့ကိုစားငိုခွင့်ရှိတယ်ငါတို့ကငိုခွင့်မရှိငိုကျွန်တော်တပည့်တွေကြည့်တော့ဒီသူတို့အမေတွေငိုတာကိုသဘောတွေကြချိန်ကညနေ3 နာရီထိုးကနေဘာလို့မှလည်းမသိတော့အဲ့လိုတော့မှမော်တော်ကားဘတ်စကားတွေအဲ့ဒီကဘတ်စကားတွေရှိတယ်မန္တလေးနဲ့17 မိုင်ဝေးတာဝေါကနေကြောင်းရှိဆိုင်ရွာလူကြီးလာတပည့်တို့ရှားဘူရာပို့ရတော့မင်းတို့ကလည်းပြန်ခိုင်းလို့မရဒါတို့သမီးတို့ကုန်ကားပေါ်တက်မင်းတို့ကလိုက်ဖို့ကျွန်တော်ကောင်နေဝေါပြည့်တက်မြန်လိုက်တာမြောက်တွေကြတယ်ကားတွေဘယ်သူမှတင်မပေးရဘူး6 စင်းပြည့်ကားပေါ်ရောက်တယ်နဲ့ဒီကောင်တွေလောက်ပြန်ငိမ့်သားတယ်မေတွေငိုပြီးပြေးပြီးဘာလောက်တာလို့အိမ်ရှိကနေစီးကြုံငိုမယ်အဲ့ဒါနဲ့ကျွန်တော်တို့ကားရကြီးရွာလေလမ်းဖြတ်ငိုပြီးတော့နှုတ်ဆက်ကြပါလေနှုတ်ဖို့ကိုင်းဘက်ရွာလူကြီးတွေပြေးတက်ကြကျမကြီးဆေးပေးကန်းလျှောက်တော့ဆေးမှုပြစ်လာတဲ့သူ့မျက်နှာမှာမျက်ရည်တွေနဲ့ငိုလို့ပါကလေးရိတ်နဲ့တုန်းကဆဲတဲ့ကာလာသားတွေတူတွေဒီကောင်တွေလည်းပြေးလာတဲ့ငိုလို့ပါပဲကာရန်ကြီးရွာကထွက်နောက်ပြင်ရောက်တော့ဘယ်ကလေးကစိတ်ကူးပေါက်တယ်မသိသူတယောက်တည်းညှိညူတယ်လို့ဆိုပါတယ်ဒီကလေးတွေနဲ့ကျွန်တော်နဲ့အလံတိုင်ကလေးပတ်လည်မှာပန်းညာကလေးစိုက်တုံးကသင်ပေးတဲ့တခြင်းမိမိကိုယ်ကိုကောင်းအောင်ကြိုးစားမည်မိမိတန်းကိုကောင်းအောင်ကြိုးစားမည်မိမိကြောင်းကိုကောင်းအောင်ကြိုးစားမည်မိမိတိုင်းပြည်အတွက်ကောင်းအောင်ကြိုးစားမည်အဲ့ဒါကလေးကိုကျွန်တော်အဓိပ္ပာယ်ရှင်းပြဒီသရှင်လေးကနေတိုင်းပန်းညာစိုက်ရင်ဆိုကျွန်တော်နဲ့သူတို့နဲ့ဆိုနေကြဒီ4 ချက်ပါပဲအဲ့ဒါကိုအဲ့ကလေးတယောက်ကသူ့အတူတယောက်တည်းဆိုသူစိတ်ကူးရလိမ့်မယ်ငါတို့နဲ့ဆရာနဲ့အထိတ်မှတ်လွမ်းနေကွာဆိုကျန်တဲ့အဲ့ဒီကားပါကောင်အဲ့ကောင်လှမ်းကြည့်လိုက်ဆိုရင်နဲ့အဲ့ဒီကားတစ်စင်းလုံးအတန်မြိုင်ကြီးသွားတယ်ပထမတော့နာကတူနှုတ်တော့ကျဲလာကြတယ်ညီကျန်တဲ့ကားတွေကကြားတယ်ဒီကောင်တွေလောက်တာမှန်တယ်ကွာလိုက်ဆိုအောင်ပင်လည်းကံပေါင်ရိုးမန္တလေးပဲနီးသွားအဲ့ဒီမှာကြတော့ကား6 စင်းရဲ့တချင်းတန်တပြိုင်တည်းဖတ်ပါလေကျောင်းကြီးကကျွန်တော်လက်ကိုဆုပ်ဆရာမနေနိုင်တော့ငိုလိုက်တော့ဆရာလည်းငိုလိုက်တော့ငိုတာရတာရှိပါတယ်ဗျငိုပါ तू ကငိုနေပါပြီကျွန်တော်မငိုပါဘူးဘာဖြစ်လို့လဲဆိုကျွန်တော်ကောင်နေမငိုပါဘူးလို့ပြောတာအဲ့ဒီကောင်နေသရှင်းသားဆိုတော့ကျွန်တော်လှမ်းကြည့်ငိုဘူးဝတ္ထုပဲအဲ့ဒါကလေးကိုဗျာကျွန်တော်ဝတ္ထုပြန်ရေးတယ်ပန်းမြိုင်လေမှဥယျာဉ်မှုစာပေပိုင်းမှာပထမဆူရတယ်နောက်တစ်နှစ်အမျိုးသားစာပေစုထပ်ရတယ်နောက်အဲ့ဒီစာအုပ်ကခုတစ်ခါမှာအင်္ဂလိပ်လိုဘာသာပြန်တယ် The Garden Among the Flowers အာဆီယံစာပေစုဆယ်နိုင်ငံစာပေစုထပ်ရပါတယ်အင်္ဂလန်နိုင်ငံလန်ဒန် University မှာနှစ်ပေါင်း30ကျော်ပါပြီမြန်မာစာယူသူများအတွက်ပြဋ္ဌာန်းစာအုပ်သင်ကြားပါတယ်မဟာဝိဇ္ဇာ6 ယောက်ရသွားပါပြီအခုတောင်ကြီးတက္ကသိုလ်က1 ယောက်ဒေါက်တာဘွဲ့ဒီစာအုပ်နဲ့သင်နေပါပြီကျွန်တော်စီကူညီတောင်းနေသူတို့မဟာဝိဇ္ဇာဒေါက်တာရဖို့ကူညီပါတယ်ကျွန်တော်ဒီနေ့ထိ BA ပါပဲကျွန်တော်စာအုပ်ကလေးရိုက်လိုက်ရတာချိန်ပေါင်းများစွာအခုနိုင်ငံတော်ကရိုက်ချင်လို့ဆိုပြီးတော့
ရုပ်ရှင်သွားရိုက်နေပါပြီရုပ်ရှင်သွားရိုက်နေပါကောင်းမကောင်းကျွန်တော်မသိအမမခံနဲ့ကျွန်တော်ကိုယ်ရိုက်တာမဟုတ်ကျွန်တော်ဝတ္ထုကိုတော့ကျွန်တော်စိတ်တိုင်းကြရေးခဲ့ပြီးပါပြီအဲ့ဒီကနေပြီးတော့ကျွန်တော်ရန်ကုန်ပြောင်းသွားပြီးတော့ပြောရစီဆက်ပြီးတော့စာဖတ်ပါတယ်စာတော်ကောင်းရောက်ကိုမျက်မှောင်ကိုအားကြပြီးတော့ကျောင်းဆရာကောင်းဖြစ်ရတယ်အဲ့ဒါကလေးကိုစာအုပ်ပြန်ရေးတော့ဒန်နကျော်ဦးချစ်မောင်ရဲ့သူ့ကိုမိတယ်လို့မပြောချင်ပါပန်းမြိုင်လေဆိုတဲ့စာအုပ်တော့ပေါက်ဖွားလာပါတယ်ကျွန်တော်စာရေးဆက်ဖတ်ပါတယ်ဆက်ပြီးစ조사ပါတယ်တစ်သက်လုံးကိုမြင့်အောင်သားတို့သမီးတို့စာဖတ်ခြင်းဖြင့်မိမိတို့ကိုမိမိတို့မြင့်အောင်မြင့်စိတ်ကောင်းရှိခြင်းလဲပေါင်းဆက်လိုက်စမ်းပါမစ္စာတွေဘလောက်တော်ဘလောက်တက်စိတ်ကောင်းမရှိရင်လောကမှာကောင်းကျိုးမရှိပါကိုယ့်အတွက်တည်းမကပါသူများအတွက်လည်းမကောင်းပါသူများအတွက်မကောင်းမကဘူးမင်းအတွက်လည်းမကောင်းပါစိတ်ကောင်းရှိမှကိုယ့်အတွက်လည်းကောင်းသူများအတွက်လည်းကောင်းဆက်လက်ပြီးတော့နားထောင်ကြပါအမတန်အတိလိမ္မာဉာဏ်ပညာနဲ့ဘဝအောင်မြင်မှုတိုးတက်မှုနီလန်ကောင်းပေါင်းများစွာပေးနိုင်တဲ့နောက်ထပ်နှစ်ယောက်ဟောပါလိမ့်မယ်ကျွန်တော်ကတော့ကျွန်တော်တတ်နိုင်တယ်မြတ်ပြောစရာလေးနဲ့လွန်စရာလေးနဲ့ချစ်စရာလေးနဲ့ဘဝကိုယ့်ဘာကိုမြင့်တင်မှုကြိုးစားဖို့စွမ်းကုန်ကြိုးစားဟောပြောပြပါပြီညီကုန်းချုပ်မှာတတိယရာလေးတစ်ခုရှိလို့ပြောပါရစေကျွန်တော်ချက်သူမိန်းကလေးခုဘယ်ရောက်နေတော့ကျွန်တော်နေတဲ့ရန်ကုန်မှာရှိပါတယ်ဘာဖြစ်နေတော့ကျွန်တော်မြည်များရဲ့အဖွားဖြစ်နေပါတယ်လက်ဆောင်ပေးခဲ့ပေးပါတော့ဒေါက်တာနွေနွေအားအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်